ဒီဒီနေ့လာတက်တဲ့ဆရာမတို့လည်းကျေးဇူးတင်ပါတယ်မနေ့ကလည်းကျွန်တော်တစ်ချိန်ကုန်ဟလာဒီမှာเนาะဆရာမတို့နဲ့အတူကျွန်တော်ဝင်မပြောတာသာရှိမယ်ပေါ့เนาะကျွန်တော်ဘေးနားမှာပဲဟိုဆရာမ Grace ကိုလည်းကိုရဲအနေနဲ့တော့၎င်းကျွန်တော်ကိုယ်တိုင်လည်းဆရာမတို့ရှေ့တင်ယူခြင်းဒါအဲ့လိုမျိုးနဲ့ပတ်သက်လို့တော့၎င်းပေါ့เนาะကျွန်တော်အများကြီးရှိနေပါတယ်ဆိုတော့ဟုတ်ပြီဒီနေ့ second day ပေါ့เนาะဒုတိယမြောက်နေ့မှာကျွန်တော်တို့သင်တန်းဆက်ပြီးတော့လုပ်ကြတယ်အမှန်တော့သင်တန်းဆိုတာထက်ကျွန်တော်တို့ကမျှဝေတယ်လို့ပဲပြောလို့ရပါမယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့လာတက်တဲ့ဆရာမတွေဒီနေ့ကလာတက်တဲ့ဆရာမတွေထဲမှာကျွန်တော်ရင်းရင်းနှီးနှီးတည်တာပေါ့နော်နှစ်ယောက်သုံးယောက်ရှိပါတယ်ဥပမာဆရာပိန်းထေးအောင်လို့ဆိုလို့ရှိရင်psychology နဲ့ပတ်သက်လို့ရှိရင်ဆရာတဆူပါပဲเนาะသူများကိုလည်းမျှဝေပေးနေတယ်counseling တွေပါတယ်လည်းလုပ်ပေးတယ်လို့ကျွန်တော်သိထားတယ်။နောက်မနေ့ကတွေ့လိုက်တဲ့ဆရာစွမ်းလူချင်းတော့မသိပါဘူး။ဒါပေမဲ့ဆရာဇော်မင်းဦးရဲ့တပည့်တယောက်လို့ကျွန်တော်တွေ့လိုက်တယ်။ဆိုတော့တော်တော်များများအတွေ့အကြုံရှိပြီးသားသူနဲ့ပတ်သက်တဲ့နေရာတွေမှာကျွမ်းကျင်တဲ့လူတွေပါနော်။ဒီလိုပဲဆရာမအစ်စ်ကလေးတွေဟလာဆရာရိုဝမ်တို့လိုဆရာမမြတ်နိုးတို့လိုနော်မဝါတို့လိုအဲ့လိုမျိုးတွေးလိုက်တော့ကျွန်တော်ငယ်ငယ်ကအာဒီလိုပဲသင်ယူခဲ့တာလေးတွေကိုပြန်ပြီးတော့မှသတိရသွားစေနော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြီကျွန်တော်စလိုက်မယ်နော်ဆိုတော့ second day training ပေါ့နော်ဆိုတော့ actually we plan English as a medium or instruction but because of the different teachers from different areas and different atmospheres. So we will use the bilingual for this training. တကယ်တော့ကျွန်တော်တို့က English လိုပဲပေးဖို့ဆိုပြီးတော့စီစဉ်ထားတာပေါ့နော်။သို့တော့ကျွန်တော်တို့လာတက်တဲ့ဆရာမတွေထဲမှာမူဂျိုတွေဆရာမတွေပါတယ်တခြားနေပယ်ဆရာမတွေလည်းပါတယ်တင်ချာတို့သိပ္ပံတို့လည်းပါတဲ့အတွက်ကျွန်တော်တို့ကဒီမှာအတတ်နိုင်ဆုံးတော့နှစ်ဘာသာနဲ့ပေါ့နော်ကြိုးစားပြီးတော့ပြောပြပါမယ်ကျွန်တော်မနေ့က teacher Grace share လုပ်သွားတာက single lesson plan ပေါ့နော် lesson plan တစ်ခုမှာဘယ်လိုaims တွေရှိရမယ်လားဘယ်လိုမျိုး components တွေရှိရမယ်လို့ပြောပါတယ် single ပေါ့နော်ဒီနေ့ကျွန်တော်တာဝန်ကြတာကတော့ planning sequences and choosing assessment ခေါင်းစဉ်နှစ်ခုပါဒီသင်တန်းလောက်ရခြင်းရည်ရွယ်ချက်က teacher Grace ကကျွန်တော်က diploma in teacher training ကို Care for Myanmar နဲ့ LTTC မှာတက်နေပါတယ်ဒါ part of the program ပေါ့နော်ကျွန်တော်တို့သင်တန်းပေးခြင်းဖြစ်ပါတယ်အကုန်လုံးကပညာဒါနပါခင်ဗျာเนาะတစ်ချက်တစ်ပြားမှာကျွန်တော်တို့ပေးစရာမလိုပါဘူး Okay so before we start our program or our training today I would like to share my profile okay maybe some of you might not know me maybe most of you might not know me because I'm not from the from a teacher from Myanmar so ကျွန်တော်ကတော့မြန်မာပြည်စာသင်တဲ့နယ်ပယ်တွေကမဟုတ်ပါဘူးကျွန်တော်နဲ့အလံဝေးပါတယ်ပေါ့နော်ကျွန်တော်ကကျွန်တော်တည်တယ်လို့သိမရှိပါဘူးအဲ့လိုမျိုးဆိုတော့ကျွန်တော်နည်းနည်းကျွန်တော်ရဲ့အကြောင်းလေးတွေနည်းနည်းမျှဝေပေးပါမယ်ကျွန်တော်နာမည်ကတော့ကျော်တီဟာလို့ခေါ်ပါတယ်နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ရဲ့ပညာအရေးချင်းပါနံပါတ်1ကတော့ကျွန်တော်က BAT ဆိုပေါ့နော်ဟိုကျွန်တော်ထိုင်းကကျွန်တော် program မှာတက်ခဲ့ပါတယ်4နှစ်ပါကျွန်တော် first honor နဲ့အောင်ခဲ့ပါတယ်ဒါကတော့ကျွန်တော် second degree ပါခင်ဗျ BSED ပေါ့နော် Bachelor of Secondary Education Philippines မှာရှိတဲ့ Nova Sama State University ကနေကျွန်တော်ပြီးပါတယ်ဒါကတော့ကျွန်တော် MA Education ပါspecial life ကတော့ဟိုပါ administration ဘက်ကိုပို့သွားပါတယ်ဆိုတော့နောက်ဆုံးကျွန်တော်ရဲ့ degree ကတော့ PhD in Education and Management မှာIfugao State University Ifugao ပြည်နယ် Philippines ကနေ2024မှာကျွန်တော်ပြီးပါတယ်ကျွန်တော်ရဲ့လောက်သက်ပေါ့နော်ကျောင်းဆရာလောက်သက်ကတော့ထိုင်းနိုင်ငံမှာနေမဲ့ကိုကျွန်တော်12နှစ်ရှိပါပြီဒါကတော့ကျွန်တော်
နောက်ခံအကြောင်းလေးတွေပါ Okay, now we're gonna start our today's session. Okay, firstly, I would like to ask one question. Okay, may I ask you about this topic? So, ပထမဆုံးအနေနဲ့ကျွန်တော်မိကုံးလေးတစ်ခုလောက်ဆရာဆရာမတို့မေးချင်ပါတယ်ဒီနာမည်လို့ကျွန်တော်ယုံကြည်ပါတယ် What is sequencing lesson? Sequencing lesson ဆိုတာဘာလဲ Now, how do you understand it? ဆရာမတို့ဘယ်လိုနားလဲတယ်လဲပေါ့နော်စင်ပြေတယ်ဆိုရင်ကျွန်တော်အချိန်3မိနစ်ပေးပါမယ်ကျွန်တော်ချက်ပေါက်မှာနော်ဟိုကိုတိတယ်လို့နားလဲတယ်လို့လေးရေးပေးပါ in English or Burmese whatever is okay sequencing ဆိုတာတော့ဆက်နေပေါ့နော်အဲ့လိုမျိုးတစ်ခုလည်းမဟုတ်ဘဲနဲ့ sequence ဆက်နဲ့တွဲပေါ့ဒါမှမဟုတ်အဆက်ပေါ့အဲ့လိုပုံစံမျိုးလို့ကျွန်တော်နားလဲပါတယ်ဆရာမတို့နားလဲတဲ့ပုံစံလေးလည်းရေးပြလို့ရပါတယ် How do you understand about the sequencing lesson and you are free to write it down, whatever you think and pop up in your minds. It doesn't matter it's right or wrong, you know. Okay, ကျေးဇူးပါဆရာဝေဖြိုးကနေပြီးတော့ lesson that are well planned and organized ကောင်းကြိုပြီးစီစဉ်ထားတယ် organized ဖြစ်တဲ့ lesson များလို့ပြောပါတယ် arranging lesson in order that are connected lesson တစ်ခုနဲ့တစ်ခုဆက်မှုရှိနေတဲ့ lesson မျိုးကိုပေါ့နော်ခေါ်ပါတယ် teacher Sophia ဖြစ်ပါမယ်teacher ဇင်က sequencing lesson mean teaching lesson in the correct order step by step အဆင့်တစ်ဆင့်ပြီးတစ်ဆင့်သွားတယ်မှန်ကန်တဲ့အစီအစဉ်မျိုးဖြစ်ပါတယ်ဆရာမမြတ်နိုးကတော့ teaching students in the correct arrangement နော်တိတိကျကျစီစဉ်ပြီးတော့သင်ကလေးတွေကိုကျောင်းသားကျောင်းသူတွေသင်ကြားတာမျိုးပေါ့နော်ဟုတ်ပါတယ် Anyone else? I'm still waiting here. Thank you for your participation. It's very good answer, you know. Teacher Susunye said, learning for learners by going step by step from simple idea to a more challenging one. And thatလည်းအရင်ကောင်းတယ်เนาะကျွန်တော်တို့တွေ့မယ်ဒီဟာကိုတွေ့မှာပါ simple to complex one right thank you ဆိုတော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တွားလိုက်ပါမယ်เนาะဟုတ်ပြီဒါဆိုရင်ဘာလဲပေါ့เนาะ sequencing lesson ဆိုတာကျွန်တော်တို့ကြည့်ကြမယ် Actually, sequencing lesson is a kind of mental map เนาะကိုယ်စိတ်ထဲမှာကြိုပြီးတော့အကြောင်းအရာတစ်ခုကိုကျွန်တော်တို့ပြင်ဆင်ထားတာဟလာစိတ်ထဲမှာကြိုပြီးရှိနေတဲ့မြေပုံပေါ့နော်ကိုကဘယ်ကိုသွားမယ်ဘာကိုလုပ်မယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးမြေပုံလိုမျိုး blueprint လို့လည်းခေါ်လို့ရတယ် mind map လို့လည်းခေါ်လို့ရတယ်နော်ဒါကိုကျွန်တော်တို့ sequencing lesson လို့ခေါ်ပါတယ်အမှတ်လို့ရပါတယ် Okay next one so sequencing lessons မှာအဓိကအချက်နှစ်ချက်ရှိပါတယ် The first one is logical progression so what does it mean logical progression A sequence or lesson ensures that what is learner in one class provides the foundation for the next ပထမ lesson ကဒုတိယ lesson ကိုအထောက်အကူပြုမဲ့ဟာမျိုးပထမ lesson က
foundation ဖြစ်ပြီးဒုတိယက foundation ထက်ရှင်းမြင့်သွားတဲ့ပထမတက်ဒုတိယတက်တတိယတက်အဲ့လိုမျိုးအဆင့်မြင့်သွားတဲ့နော် logical ကြတဲ့ဖွံ့ဖြိုးတိုးတက်နေတဲ့ဟာကိုမျိုးအဲ့လိုကျွန်တော်တို့ပြောလို့ရပါတယ်နော်ဟုတ်ပြီဒုတိယတစ်ခုက thematic links သိရှိနားလည်မှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့ link တစ်ခုနဲ့တစ်ခုချိတ်ဆက်နေရ lesson in a sequence often share common things or topic to help learners build a cohesive body of knowledge ဆိုလိုချင်တာကတော့ကျွန်တော်တို့တွားမဲ့ခေါင်းစဉ် things ကပါလေဥပမာပေါင်းတို့မြောက်စားပါတော့သင်ချာမှာဆိုလို့ရှိရင်လေဒါဆိုလို့ရှိရင်ပေါင်းတာလာမယ်ပြီးနှုတ်လာမယ်ဒီထက်မြင်းနဲ့မြောက်တာပြီးဒီထက်မြင်းနဲ့စားတာအဲ့လိုမျိုးစင့်လေးတွေနဲ့ပြီးတော့တစ်ခုနဲ့တစ်ခုက cohesive เนาะချိတ်ဆက်ပြီးစေးကပ်ပြီးတွဲပြီးတော့နေရမယ်ပုံစံမျိုးဒါက sequencing lesson ရဲ့အဓိကလောက်ဆောင်ချက်နှစ်ချက်ပေါ့နော် okay now there will be a one activity for the participants okay and in this case there are three main topics that you will see also you will see around 10 items the idea is you need to choose the items to put all three main topics ကျွန်တော်ဒီမှာခေါင်းစဉ်3ခုကိုအရင်ကျွန်တော်ပြပါမယ်ပြီးွားရင်အကြောင်းအရာ10ခုရှိမှာပေါ့နော်ဆရာတို့ဆရာမတို့ဆိုတော့ဆရာတို့ဆရာမတို့ကဘာလုပ်ပေးရမလဲဆိုတော့ဒီခေါင်းစဉ်3ခုကိုကြည့်ပြီးတော့အကြောင်းအရာ10ခုကိုတွဲပေးရမယ်ခေါင်းစဉ်တစ်ခုမှာ3ခုလောက်တော့ပါတယ်အကြောင်းအရာ10ခုမလားဥပမာခေါင်းစဉ်တစ်ခုမှာအကြောင်းအရာ3ခုလောက်တော့ပါတယ်ဆိုတော့အကုန်လုံးတပြုံနဲ့ခေါင်းစဉ်တစ်ခုရဲ့အောက်မှာရှိမှာလားဆိုတော့ no not like that maybe the topic number 1 you will see 3 items that connect with the number 1 another 3 items that might connect with the topic number 2 things like that okay ဆိုတော့ဒီမှာ number 1 topic ပေါ့နော်ဆိုတော့ sorry ကျွန်တော်သိမမြင်ရလို့ဆိုတော့ context related sequencing ဒီအဘာကိုပြောတာလဲဆိုတော့ subject ကိုတင်တဲ့ subject ဥပမာအင်္ဂလိပ်စာဆိုအင်္ဂလိပ်စာနဲ့ပတ်သက်တာသင်္ချာဆိုသင်္ချာနဲ့ပတ်သက်တာနော် science ဆို science နဲ့ပတ်သက်တာကိုအဓိကထားပြီးစဉ်းစားတယ်ဒီနေရာမှာကျောင်းသားတွေဘာတွေကိုသူမတွေးဘူးပတ်ဝန်းကျင်ချင်းတွေဘာတွေကိုမတွေးဘူးအဲ့ဒါကနံပါတ်1ခေါင်းစဉ်ပေါ့နော် the second one is learner related sequencing ဒီခေါင်းစဉ်ကြတော့ကျောင်းသားကိုအဓိကထားပြီးစဉ်းစားသွားတဲ့ပုံစံမျိုးတော့ငါဘယ်လောက်လုံနိုင်လဲဘယ်လောက်သိထားလဲဘာတွေလိုအပ်တယ်လဲ the last one is war related sequencing ပထဝီအနေထားတကယ်လက်ရှိအခြေအနေဒါနဲ့ပတ်သက်ပြီးတော့သက်ဆိုင်တဲ့ sequencing ပေါ့နော်ခေါင်းစဉ်3ခုဟုတ်ပြီဒီမှာကျွန်တော်ချက်10ချက်ကိုကျွန်တော်ဆရာမတို့ပြပါမယ်အကုန်လုံးချက်ချင်းကျွန်တော်ရှင်းပြမှာမဟုတ်ဘူးဘာဖြစ်လဲဆိုတော့ရှင်းပြတဲ့ session ရဲ့နောက်ကျရင်လာမှာပေါ့နော်ဒီဟာကတော့ brainstorming ပေါ့ဆရာမတို့ဘယ်လောက်သိထားလဲဘယ်လောက်မြင်လိုက်တယ်လဲပေါ့နော်ဆိုတော့ number 1 2 3 4 5 6 8 8ပေါ့နော်ဆိုတော့ဒီမှာ teacher တို့နောက်ကစာကြောင်းလေးတွေ hint clues ပဲနော်ဆိုတော့နောက်ကစာကြောင်းလေးနဲ့ခေါင်းစဉ်အသေးလေးကိုကြည့်ပြီးတော့ဒီဟာဒီငါအနေနဲ့1မှာထည့်တင်လား2မှာထည့်တင်လား3မှာထည့်တင်လားအဲကျွန်တော်clue ပေးရမယ်ဆိုရင်တော့ခေါင်းစဉ်တစ်ခုမှာ3ခုလောက်တော့ရှိတယ်။1 3 3 items for topic 2 3 items and topic 3 maybe 2 or 3 items အားလုံးပေါင်း8ခုဆိုတော့ teacher တို့ကျွန်တော်အချိန်10မိနစ်ပေးပါမယ် there is no right or wrong answer okay မှားတယ်မှန်တယ်မရှိပါဘူးเนาะကျွန်တော်တို့အမွေးကလေးတက်လာတာမဟုတ်ဘူးဒီလိုပဲဆွေးနွေးနေဖြစ်လာတာဆိုတော့ okay so I start to count 10 minutes and you have 10 minutes to think about the all 8 items and you just need to put it under 3 main topics thank you teacher
Hello, teacher. You got 4 more minutes. Thank you, Sia Yaza. Hello, all teacher. Can you hear me? Hello. ကြားလားမသိ Sia မတို့ကျွန်တော်အသက် Yes, we Yes, can I can hear hear you. you. Teacher. Thank you, teacher. You got 3 more minutes. Don't worry about the right or wrong answer. Trying to uh I just want you to brainstorm a little bit. Okay, don't worry. I will explain you later. Okay, so no worries about that one. Okay. Thank you, teacher Wipyo. Thank you, teacher Yang, for your hard working. Okay, so now we're gonna start again. ဆိုတော့တကယ်လို့ဆရာဆရာမတို့မပြီးသေးလည်းပြဿနာမရှိပါဘူးကျွန်တော်ရှင်းပြပေးမှာဖြစ်တဲ့အတွက်ဟုတ်ပြီအဲ့ဒါဆိုတော့ just let focus on the our session again. Okay, please.
ဟုတ်ပြီဆိုတော့ before I mentioned about the three different theories, okay, there is no exact techniques or way to identify sequencing lessons. Sequencing lesson လောက်တာနဲ့ပတ်သက်ပြီးတော့ဒီဟာမှန်တယ်ဒီဟာမှားတယ်ဒီနည်းပဲသုံးပါဆိုတာအခုတည်းကမရှိသေးပါဘူးဒါပေမဲ့နံပါတ်1အနေနဲ့ Posner နဲ့ Struck ဆိုတဲ့ပညာရှင်နှစ်ယောက်ကနေပြီးတော့1986မှာနော်ဒီ sequencing lessons နဲ့ပတ်သက်လို့သူတို့ chat main topics 3 topics ပေါ့နော်၃ချက်နဲ့item 8ခုကိုသူတို့တင်ပြခဲ့တယ်ပေါ့ပညာရှင်တွေအနေနဲ့ပညာရေးလောကမှာတင်ပြခဲ့တယ်။ဘာတွေလဲဆိုတော့နံပါတ်1ခုနဆရာမတို့မေးတဲ့ရှစ်ချက်တည်းက concept related sequences နော်ဆက်ဆက်နေတဲ့အကြောင်းအကျိုးဘာသာရပ်နဲ့ပတ်သက်ပြီးတော့ဘာသာရပ်ကိုအဓိကဥတည်ပြီးတော့တွေးတဲ့ချက်လက်တွေပေါ့နော် class relations ဒီနေရာမှာ category ပေါ့နော်ကိုသင်မဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူကစဉ်းစားတာဘာသာရပ်နဲ့ပတ်သက်ပြီးတော့ဒါနံပါတ်1ဥပမာပေးရမယ်ဆိုလို့ရှိရင်ကိုဘာကိုသင်နေလဲဥပမာကိုကငှက်အကြောင်းသင်နေတယ်ငှက်အကြောင်းကနေမှနောက်တစ်ခါ note တိုက်တရဝါကိုသင်တယ် note တိုက်တရဝါမှာလူအဲ့လိုမျိုးဆက်ဆက်မှုရှိတယ်ခုံပြန်ကြော်လွားမဟုတ်ဘဲနဲ့ဆက်ဆက်မှုရှိတယ်ပြောပေါ့နော် The second one is propositional relations အဆိုပြုတာဥပမာ theory တစ်ခုကိုအရင်ဆုံးသင်လိုက်တယ်ဘာ theory ပေါ့ညာ theory တော့နော်ပြီးသွားရင် example အနေနဲ့လာတယ်ပြီးနောက်တဲ့သင်ခန်းစာတွေကလည်းဒီ theory ကိုပဲအခြေခံပြီးတော့သင်ပေးတဲ့ပုံစံမျိုးဒါလည်းဘာသာရပ်နဲ့ပဲပတ်သက်တာပေါ့နော် The last one for first topic logical prerequisites ဒီနေရာမှာဥပမာဆိုသင်ချသင်မယ်ဆိုရင်ကျွန်တော်တို့ကမပေါင်းကလေးကိုပေါင်းအရင်သင်မယ်ပြီးနှုတ်ပေါ့နော်ပြီးွားမှ multiplication လာအမြောက်ပြီးမှအစားပေါ့သူအစိမ့်နဲ့သူအဲ့လိုမျိုးသွားတဲ့ဟာမျိုး logic ကြတဲ့ပုံစံမျိုးဒီသုံးခုဒီ concept related sequences ဘာသာရပ်ကိုအခြေခံပြီးစဉ်းစားတဲ့ပုံစံဖြစ်ပါတယ်ဟုတ်ပြီ now we will go to the second topic okay learner related sequencing ဒီဟာဘာသာရပ်ကိုအခြေခံပြီးမစဉ်းစားဘူးကျွန်တော်တို့ကသင်ယူတဲ့ကျောင်းသားကျောင်းသူတွေကိုအခြေခံပြီးတော့စဉ်းစားပါတယ်เนาะ okay for second one familiarity ဆိုတော့ကျောင်းသားတွေဘာကိုသိလဲ moving to the unknown เนาะ start with the known moving to unknown သိတာနဲ့စတယ်မသိတဲ့ရှိကိုကျွန်တော်တို့ဖတ်တိုးပြီးတွားတယ်ကျောင်းသားအောင်မူတည်ပြီးစဉ်းစားတယ်เนาะ difficulty ခုနဆရာမတယောက်ပြောခဲ့တဲ့ easier text to the most challenging easier နဲ့စတယ်ပြီးွားရင်ကျွန်တော်တို့ကခက်တဲ့ပိုင်းလေးကိုတွားလိုက်တယ်တဖြည်းဖြည်းပေါ့နော်တစ်စိမ့်ချင်းစီဒီဟာဒီလဲကျောင်းသားကိုအဓိကထားပြီးစဉ်းစားတယ်နီလန်ဖြစ်ပါတယ် The last one for second topic interest သူတို့ဘာကိုစိတ်ဝင်စားလဲအဲ့ဒါနဲ့စတယ်ပြီးွားရင်ကိုလိုချင်တဲ့ရှီကိုဆွဲခေါ်ပါတယ် for instance လောလောဆယ်ကျောင်းသားကျောင်းသူတွေစိတ်ဝင်စားတာ Korean movie တော့ဟုတ်လား Korean star တော့ပဲ case report တော့အဲ့လိုမျိုးနဲ့စပြီးတော့ကိုလိုချင်တဲ့ topics ကိုဆွဲခေါ်သွားတာမျိုး so second topic is just focus on learner rather than any subject or concept เนาะဟုတ်ပြီကျွန်တော်တို့ topic 3ကိုတွားလိုက်မယ် war related sequences တော့တကယ်လက်ရှိအခြေအနေကဘာနဲ့သက်ဆိုင်တာနေရာစီသားနဲ့သက်ဆိုင်တာထဝီအနေထားနဲ့သက်ဆိုင်တာကိုမူတည်ပြီးစဉ်းစားပါတယ် a physical location and you can see that right physical location ဆိုတော့ကိုတင်မဲ့ဥမာပထဝီလာကိုတင်မဲ့နေရာဒေတာပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးတော့
သွားတယ်ခုနကဥမာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်နဲ့ဆက်တယ်ပြီးတနင်္လာရီတိုင်းနဲ့ဆက်တယ်အဲ့လိုမျိုးအဆက်လေးတွေရှိတဲ့ဒါဝီလို့တင်တာမျိုးနဲ့သွားပါတယ် the last one for that topic နော် timeline of chronological order X mean especially we can use this method when you teach about history or literature right ဟိုဆရာမတို့သမိုင်းနဲ့ပတ်သက်တာတို့နော်စာပေသဘောတရားနဲ့ပတ်သက်တာတို့လူပုဂ္ဂိုလ်တဦးတယောက်နဲ့ပတ်သက်ပြီးသင်ရမယ့်ဟာမျိုးတို့ဘယ်နှခုနှစ်မှာမွေးတယ်ဘယ်နှခုနှစ်မှာလူလားမြောက်တယ်ဘယ်နှခုနှစ်မှာကြောင်းပြီးတယ်ဘယ်နှခုနှစ်မှာအဲ့လိုမျိုးပုံစံမျိုးလေးတွေဆိုရင်ဒီဟာကိုသုံးတာများတယ်ဆိုတော့ဒီ Posner နဲ့ Strike ဆိုတဲ့ပညာရှင်နှစ်ယောက်က1976မှာဒီ၃မျိုး topic ၃မျိုးကိုအခြေခံပြီးတော့သူတို့တွေ့ရှိတာကိုပညာရေးလောကမှာတင်ပြခဲ့ပါတယ်เนาะ This is just the first theory and then I will clarify the second one ဆိုတော့ခုနဆရာမတို့ရှာခဲ့တဲ့ရှစ်ချက်ဒီ၃ခုပဲဖြစ်ပါတယ်တချို့တွေလည်းအကုန်မှန်လိမ့်မယ်တချို့တွေလည်းတဝက်မှန်မယ်တချို့တွေလည်းနည်းနည်းပဲမှန်မယ် It doesn't matter right we don't know that's why we come and study here right ဆိုတော့ကျွန်တော်တို့မသိလို့လာသင်တာပဲလေဟုတ်တယ်မလားဒါကျွန်တော်ကိုယ်တိုင်လည်းဟိုရှာမှကျွန်တော်လည်းသိလာတာเนาะမရှာရင်တော့ကျွန်တော်လည်းမသိဘူးဆိုတော့ဘာမှစိတ်မပူပါနဲ့ Now we gonna go to the second theory Okay သူ့နာမည်တော့နည်းနည်းခက်တယ်သူကဟို English အဲ့လိုမျိုးမဟုတ်ဘူး Scott လို့ပါလို့အဲ့လိုမျိုးပေါ့နော် Regular yeah elaboration theory ဒီဟာဒီလဲခုနက sequencing လုပ်တဲ့ထဲမှာ second theory အနေနဲ့လူသိများပါတယ် Okay so Charles ပေါ့နော်သူနာမည်ကတော့ Charles ပေါ့ family နာမည်ကတော့ဒီ Scott လိုမျိုးနာမည်မျိုး1999မှာသူက Zoom နော် Zoom in အဲ့လိုပုံစံမျိုးသူကဘာနဲ့နှိုင်းလိုက်လဲဆိုကင်မရာနဲ့နှိုင်းတာနော်ကင်မရာကျွန်တော်တို့ဓာတ်ပုံရိုက်မယ်ဆိုရင် zoom in တို့ zoom out တို့အဲ့လိုမျိုး metaphor ကတော့တင်စားပြီးပြောတဲ့အသုံးလုံးပါဆိုဒီစနစ်ကိုဘာမှသုံးလဲဆိုတော့ကျွန်တော်တို့ခက်ခဲပြီးနည်းနည်းရှုပ်ထွေးတဲ့ subject တွေမှာကျွန်တော်တို့သုံးပါတယ်နော် firstly epitome is mean symbol okay ဒါနမူနာအနေနဲ့သူက wide angle view ပေါ့ကျွန်တော်ဓာတ်ပုံရိုက်မယ်ဆိုရင်ဟာလာကျွန်တော်ပထမအဆုံးကြည့်လိုက်တာက view အကြီးကိုနော်မြင်ကွင်းကျယ်ကိုကျွန်တော်တို့အရင်ကြည့်လိုက်တယ်ဒါသူ့ရဲ့ theory မှာပါတာပေါ့လေနော် and then the second one you just gradually zone in for specific area ကျွန်တော်တို့လိုချင်တဲ့နေရာကိုကျွန်တော်တို့စုလိုက်တယ်နော်အာရုံစုလိုက်တယ် general ကနေစတာပေါ့ဗျာ specific ကိုကျွန်တော်တို့သွားလိုက်တယ် and then later ကျွန်တော်တို့အရင်ဆုံးတွေးလိုက်တဲ့ view နဲ့မြင်ကွင်းကျယ်ကြီးနဲ့ကျွန်တော်တို့ဆွဲစုလိုက်တဲ့ဟလာ zoom in ဆွဲစုလိုက်တဲ့ focus points နဲ့ကိုက်ညီမှုရှိလားဒီခုနဲ့ဒီခုဆက်ဆက်မှုရှိလားနော်အဲ့လိုမျိုးကြည့်ပြီးတော့ယူတဲ့ theory ပါ It look like a taking photo by photographer you start with the wide angle view then you zone in then you focus on specific area เนาะဒီဟာကိုတော့ဒီလိုဘာသာရပ်တွေမှာသုံးပါတယ်နံပါတ်1ပေါ့เนาะ theory number 2 now we will go to theory number 3 this one scale builds เนาะအရေးအချင်းကိုမူတည်တဲ့အခြေပြုတဲ့ဘာသာရပ်တွေကိုမှာသုံးတာများတယ်ဥပမာ physical education ကိုယ်လည်းလှုပ်ရှားမှုတို့เนาะlab science ဓာတ်ခွဲခန်းနဲ့ပတ်သက်တာမျိုး computer coding ပေါ့เนาะ coding နဲ့ပတ်သက်တာမျိုးဒါဖြစ်လို့ကျွန်တော် theory 3ခုကိုထည့်လဲဆိုတော့ some of you might be our English teacher whereas other might be a preschool teacher also we might have some teacher who teach us science or math or different subjects maybe even computer that's why I just put the different theories for all of you so number 3 theory ကတော့
ရေးထားတဲ့လူပါညာတိတိကျကျမရှိဘူးဒါပေမဲ့အသုံးများတာပေါ့နော်အသုံးများတာသူကဘာလဲဆိုတော့ simple to complex ရိုးရှင်းတာနဲ့ကျွန်တော်တို့စမယ် okay just start with simple one then we will move to complex ခုနဆရာမတယောက် mention လောက်တာနဲ့သွားပြီးတော့တိုက်ဆိုင်တယ်နော်basis version to the နော် text before adding more steps လာ foundation ကိုသွားမယ်ပြီးသွားလို့ရှိရင်နည်းနည်းလေးမြင်တာလေးတွေကျွန်တော်တို့ထပ်ပြီးသွားလို့ရတယ်ပေါ့နော်ပညာရေးမှာတော့1 I plus 1လို့သုံးကြတာရှိတယ်လေ I plus 1လေကျွန်တော်ထင်တာ Vygotsky လည်းမသိဘူးရုရှားပညာရှင်သုံးတဲ့နီးပေါ့နော် forward changes တင်းနဲ့နှစ်ကိုလှုပ်လို့တက်သွားရင်ကျွန်တော်တို့က3နဲ့4ကိုသွားမယ်3နဲ့4ကိုတက်သွားရင်4နဲ့5ကိုသွားမယ်နော် teaching the first step of a process until master နံပါတ်အဆင့်1ကိုသင်တဲ့အချိန်မှာ तू master ဖြစ်သွားပြီလားကျွန်းကျင်ဖြစ်သွားပြီလားအဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ second ကိုသွားမှာနော်အဲ့ဒီနီးပါရှေ့ကိုသွားတဲ့ wins up ဒါမှရှေ့ကိုသွားတာ last one for the third topic backward changing ဒီဟာနဲ့ထူးဆန်းတယ်ဒီဟာကကျွန်တော်တို့systematic နဲ့ပတ်သက်တဲ့သုံးတဲ့နေရာမှာ theory ရှိတယ် backward theory ဆိုတာလေသူကနောက်ပြန်ဆုတ်တာပန်းတိုင်ကနေမှနောက်ပြန်ဆုတ်တာကျွန်တော်တို့ပန်းတိုင်ကပါအဲ့ဒီကနေမှနောက်ပြန်ဆုတ်ပြီးတွေးလာတာပေါ့နော် for instance teacher does the first 9 step သင်္ချာပု္ပ္ပာတစ်ပုဒ်ပဲဆိုပါစို့နော်ဆရာက10 ဆင့်ရှိတယ်အားလုံးပေါင်းပါသူက6 ဆင့်လုပ်ပေးတယ်1 to 9ကိုဆရာရှင်းပြတယ်ဆရာလုပ်ပေးတယ် but he or she left step 10 for the student ကျောင်းသားတွေကိုကျောင်းသူတွေကိုနောက်ဆုံး final step တစ်ခုကိုပဲလုပ်ခိုင်းတယ်ဒါပထမအဆင့်ပေါ့နော်ဒါဒုတိယအဆင့်ကြတော့သူက1 to 7ပဲလုပ်မယ်ဘာမှမဟုတ်1 to 8ပဲသူလုပ်တယ်ကျောင်းသားကကျောင်းသူက9 10ကိုလုပ်ပေးရတယ် next one he or she will just teach 1 to 7 the student need to take responsible for 8 9 10တော်တော်ဖြည်းဖြည်း short သွားတာနောက်ဆုံးအဆင့်မှာတော့ဆရာ1 2လောက်ပဲပြတော့ကျောင်းသားအစအဆုံးလုပ်တော့ပေါ့နော် so what is the differences between forward changings and backward changings forward changings is mean you step from step 1 then you keep going 2 3 4 5 6 1 right whereas backward changing you step from the last the end destination and you step back စတာက10ရာစတယ်ပြီးတော့10ရာတဖြည်းဖြည်း short သွားတယ် backward မှာပေါ့နော် theory ရှိတယ်ဗျာဒါဒါအကြီးပေါ့နော်ဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်သဘောတရားလောက်ပဲပြတာပေါ့နော်ဆိုတော့ဒီ theory number 1ခုနလူ2ယောက်တွေ့တာနော်ကျွန်တော်တို့ပြန်ကြည့်မှရမယ်နာမည်ကလေပြီးတော့ theory number 2ဒါ3ပေါ့အရှင်းနှစ်ခုမှာတော့လူနာမည်ပါတယ်တွေ့တဲ့ခုနှစ်တွေပါတယ်ဒီဟာကတော့လူနာမည်မပါဘူးတွေ့တဲ့ခုနှစ်တွေမပါဘူး I think you get that right are you stay with me so far ကျွန်တော်နဲ့အတူတူဆီယာမတို့ရှိနေရရဲ့လား Yes thank you teacher. thank you Yes, teachers sir. ကျေးဇူးပါခင်ဗျာကျေးဇူးပါခင်ဗျာ Yes ဆရာ အမှန်ကလေကျွန်တော်ကအပျော်လျှော့ပြီးဆီယာမတို့ကိုပို့ပြီးတော့ဟိုဟာအလုပ်တွေပို့ပေးနေတာဒါပေမဲ့နည်းနည်းလေးလေးတယ်လို့ထင်တယ်သိလား short ထားပါတယ်ပေါ့နော်ဟုတ်ပြီ now we will go to another one okay if you don't mind this is the example of the sequence of lesson for English subject okay now you can see the week 4 5 6 step from week 3 maybe it based on timeline okay and then scheme it's mean the project schemes or a projectကိုပြောတာပါเนาะ step from simple and general so grammar so ဘာ grammar လဲ vocabulary so ဘာ vocabulary လဲဥပမာဒါ general ကြားတယ်ဒါပေမဲ့ project 2မှာကြတော့ scheme B မှာကြတော့ more specific grammar ပဲဘာ grammar မျိုးเนาะ listening တော့ listening ပဲဘယ်လို listening မျိုး reading writing ပဲဘယ်လို reading writing မျိုးနည်းနည်းပို့ပြီးတော့
သေးသေးဆန်လာတယ် scheme C ပေါ့နော်နောက်ဆုံးမှာတော့ဒါသူကတော့ဒါအသေးစိတ်အဆန်ဆုံးပေါ့ This is just from the TKT module 2 second edition. I just want to mention you the kinds of sequencing lesson for English subject. Okay, there might be a lot more, but I just want to show you one example. That ဥပမာတစ်ခုပဲပြတာပဲအင်္ဂလိပ်စာအတွက်ပေါ့နော် TKT module 2 second edition ကယူပါတယ်ဟုတ်ပြီ so this is for maths okay after English I just want to mention math and you see logical prerequisite ဒါကဟိုလူနှစ်ယောက်နော်ပြတဲ့ဆရာမတို့ item ၈ခုကိုပြန်စီခိုင်းတဲ့ theory တွေကပထမတစ်ခု context space နော် sequencing တွေကနောက်ဆုံးစာကြောင်း logical နဲ့ပတ်သက်တာပေါ့နော်ဒီနေရာမှာ तू က lesson ကို၅ခုဆွဲလိုက်တယ်ဟုတ် right lesson ကို၅ခုဆွဲလိုက်တယ်နံပါတ်1က warm up အနေနဲ့ foundation ပေးတယ်နံပါတ်2က one step equation ဆိုတာပါလဲနော်အဲ့မှာ addition လွယ်တာကနေစတယ် x plus 5 is equal to 12 in this case I'm not a math teacher so I might not explain you all you know I can explain you all lesson 3ကကြတော့ तू က one step ပဲဒါပေမဲ့တခြား multiplication and division ကိုတွားလိုက်တယ် so lesson 1 foundation 2 and 3 one step equation and then 4 two steps okay so သူကနေတာကနေမြင်အောင်လာတယ် logical ပေါ့နော်ကြောင်းကျိုးဆက်နွယ်မှုနဲ့ပတ်သက်ပြီးတော့ तू ကလောက်ထားတဲ့ lesson plan 5ခု okay သူ့ရဲ့ခေါင်းစဉ်ကတော့ linear equations ပေါ့နော်သင်္ချာ lesson plan တစ်ခုပါဘာလို့ဆိုတော့ဆရာမတို့ထဲမှာလည်းသင်္ချာဆရာမတွေပါမယ်ထင်လို့ဒါကျွန်တော် example လေးပြပေးတော့ okay now we will go to the next one second theory ပေါ့နော်ခုနဟို Scottish လားအဲ့ဒီလူ Charles ရဲ့ theory ပေါ့ elaboration theory ခုန wide angle ကနေပြီး zoom in လေကျွန်တော်မြင်ကွင်းကျယ်ကြီးကနေပြီးကင်မရာသဘောတရားကြီးပြန်စုတဲ့ style သုံးလာတာပါနော်သူကဘာခေါင်းစဉ်ကဘာလဲဆိုတော့ human circulatory system လူမှာတွေးလည်ပတ်မှု system ပေါ့နော်step with the big picture ကြီးနဲ့စတယ်ပြီးတော့ခြုံလိုက်တယ်ဒီမှာလည်း lesson 5ခုပေါ့နော်epitome ဆိုတာစံပြနမူနာပုံစံမျိုးပြီးတော့ lesson 2မှာကျတော့သူ zoom in okay ခြုံလိုက်တယ်နော် number 3 number 4လာ number 5မှာကျတော့အကုန်လုံးပြန်ပြီးတော့ဆက်ဆက်မှုရှိလားတခုနဲ့တခုကြောင်းကျိုးဆက်နွယ်နေလားအဲ့လိုမျိုးပို့ပြီးတော့sorry ပို့ပြီးဦးစားပေးလိုက်တယ်နော်may I check okay ဆိုတော့ကျွန်တော်3ခုပေါ့နော်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ lesson linear အဲ့လို sequencing တစ်ခုเนาะခုန math နဲ့ပတ်သက်တာတစ်ခုလာဒီဟာဆိုလို့ရှိရင် theory 2เนาะ Charles ရဲ့ theory 3နဲ့ပတ်သက်တာတစ်ခုပေါ့เนาะအဲကျွန်တော်နမူနာအနေနဲ့ဆရာမတို့ပြတာဟုတ်ပြီ now we will go to another one okay this is the important question when we make planning sequence or lesson plan what kinds of effective questions do we ask ourselves in order to meet the requirements of lesson ကျွန်တော်တို့ lesson plan တွဲကြီးဒီ sequence တွဲကြီးလုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကကိုဘယ်လိုမေးခွန်းတွေကိုပြန်မေးမလဲကိုလုံးနေတဲ့ lesson နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥပမာငါ lesson မှန်ရဲ့လားမတင်တဲ့နှစ်နဲ့အညီရဲ့လားဒါမှမဟုတ်ဘယ်လိုပုံစံမျိုးလဲဘာတွေလိုအပ်တယ်လဲဘယ်ဟာကိုကြည့်ရမလဲမနေ့ကဆိုလို့ရှိရင် as teacher Grace mentioned anticipated problem right ပြဿနာရှိနိုင်တဲ့ solution ဘယ်လိုလုပ်မလဲsubsidiary aim main aim အဲ့လိုမျိုးပဲဒီမှာလဲဒီ lesson တွဲကြီးလောက်တာနဲ့ပတ်သက်ပြီးတော့เนาะso I want you to think about the different questions that you should ask by yourself for 5 minutes okay if you get 2 questions 3 questions no problem 5 questions that will be great
Don't worry about that one. I just want to think about the questions. You need to ask by yourself when you are making the or when you are planning the sequences of lesson plan. I will give you 5 minutes, and after that you can write it down. Okay. Thank you, teacher. Just think about something when you are planning sequencing or lesson. It might be from the textbook, or it might be for chapter. And what kinds of effective questions do we ask ourselves in order to meet requirements of the lesson plans? For instance, like teacher Grace mentioned a while ago, maybe yesterday, right? She mentioned about mm, do we have main aims, subsidiary aims, problems, solutions, plan B, things like that. Here also, you might need to ask the question. Does our lesson meet the student needs? Oh, very good question. Thank you, teacher. What do students already know? What difficulties might they face? What activities will help students understand better? Below activity it's very good. That's great. You even can think better than me. When I was young, like your age, I couldn't think like that. Do my topics cover the overall criteria of the class? Oh, that's great. No? Okay, after 1 or 2 minutes, I will, okay, uh, show you the some information. Okay, I think we can go. Okay. Maybe teachers, uh, when we make planning sequences of lesson plan, what kinds of effective questions do we ask ourselves? The big picture alignment, I would say the big picture alignment. Ask me how many lessons you are making, 3 or 5. Do they connect each other? Do they have clear destination? Do they connect each other? ဆရာမတို့ lesson 5ခုလုပ်တယ်3ခုလုပ်တယ်အဲ3ခုစလုံးဒီခုနှစ်ခုဆက်ဆက်မှုရှိလား alignment เนาะညီခုနှစ်ခုဆက်ဆက်မှုရှိလားเนาะပြီးတော့ idea တစ်ခုတည်းလား things တစ်ခုတည်းလားအဲလိုပုံစံမျိုးပေါ့เนาะ the second one scaffolding and cognitive load scaffolding ဉာဏ်စင်တာကိုပြောတာပေါ့เนาะဆိုတော့ခုန as I mentioned a while ago เนาะရုရှားပညာရှင်နော်Vygotsky လို့လည်းပြောတယ် Vygotsky လို့လည်းပြောတယ်သူကစိတ်ကလေးစိတ်ပညာရှင်ပေါ့သူကပြောခဲ့တဲ့ theory တစ်ခုရှိတယ်နော်ကျွန်တော်တော့မပြောတော့ပါအများကြီးဆိုတော့လေ I+1 ဆီယာမငိမ့်မှာ level 5ရှိတယ်ဆိုရင် +1 နောက်တဲ့သင်ခန်းစာက6ကိုလုတ်ပေးရမယ်ဥပမာဆီယာသိန်းသေးမှာ level 10ရှိရင်နောက်တဲ့ lesson က12ဖြစ်ကမယ်အောက်ကျပါလို့မရဘူးနည်းပိုပြီးတော့ကျွန်တော်အဆင့်မြင့်လိုက်တဲ့ပုံစံမျိုးပေါ့နော် connected love သိမြင်နားလည်မှုနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ကစမ်းစစ်ကမယ်
lesson 1နဲ့2ကအရန်ကွာသွားလား1 2 3ကသူတို့ခုနဲ့တစ်ခုကြားထဲမှာလိုက်ရောညီထွေမှုရှိလား1 and 2ကအရန်လွယ်ပြီးတော့2နဲ့3ကြားမှာအရန်ခတ်နေလား things like that okay so one is the big picture alignment the second one is scaffolding and cognitive load okay that one engagement and variety engagement ဆိုတာတစ်ခုနဲ့တစ်ခုစေကပ်မှုရှိလား lesson တစ်ခု the 1 year 2 year 3 year စေကပ်မှုရှိလားเนาะအဲ့ဒါလည်းအရေးကြီးပါတယ်เนาะခုနကကျွန်တော်တို့တွေးလိုက်တယ် cohesive လားစေကပ်မှုတစ်ခုနဲ့တစ်ခုတွဲချိတ်ဆက်မှုစေကပ်မှုရှိလား and variety do you use the many different activities for the student ဆရာကြီးပဲပြောနေတယ်ဆိုရင် lesson တိုင်းမှာဆရာကြီးပဲအပြောများနေတယ်ဒါမှမဟုတ် activity တစ်ခုတည်းကိုပဲ lesson တိုင်းမှာသုံးနေတယ်ဆိုရင်ဒါကမကောင်း lesson 1မှာconversation discussion သုံးမယ် lesson 2မှာ presentation သုံးမယ် lesson 3မှာ pair word သုံးမယ်အဲ့လိုမျိုးเนาะသုံးပြရမယ် number 4 assessment and feedback loops assessment ဆိုတာကျွန်တော်တို့ lesson တစ်ခုလုပ်ပြီဆိုရင်ဘာနဲ့ပြန်စစ်ဆိုတော့ teacher ငိမ့်က lesson လုပ်တယ် teacher မျက်နှာက lesson လုပ်တယ်ဟုတ်လားကိုကချစ်ရကြီးပဲပန်းတက်နေတယ်ကလေးတွေကမလိုက်နိုင်ဘူးဥပမာဆိုရင်ကိုက short ရမယ်ဟုတ်လား feedback do they really understand what I am teaching or not နော်တကယ်ကျွန်တော်တို့သင်နေတာသူတို့နားလည်လားလိုက်လို့ရလားအရန်ဝေးနေလားအရန်နီးနေလားကျွန်တော်တို့စစ်ကမယ်ဆိုတော့1 2 3 4ဒီလေးချက်က when you are making planning sequences of lesson plan you should consider these 4 things in order to meet the criteria of lesson plan เนาะကျွန်တော်တို့ဒီကို lesson ရစိတ်ကမှုရှိရမယ်ကလေးတွေလိုက်နိုင်ရမယ်activities တွေအများကြီးသုံးနိုင်ရမယ် assessment လုပ်ရင်လည်းလွယ်လွယ်ကူကူရှိရမယ်ဒီဟာကိုဒီမိကုန်းတွေကိုကျွန်တော်တို့ lesson plan အတွဲကြီးလုပ်နေတော့မေးရမှာပေါ့နော်ကိုပြန်မေးရမယ် okay this is the last slide of the first session sequencing lesson ပေါ့နော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ second part ကိုစ assessment ဒီသင်ခန်းစာတော့ assessment ပါ assessment ဆိုတာဘာလဲပေါ့နော် okay so now ကျွန်တော်ပြောရများပါပြီဆိုတော့ဆရာမတို့ကိုနည်းနည်းပြီးတွေးပါမယ် the participants will be asked to think about different kinds of assessment regarding their experiences for 5 minutes let them to write it down on in Zoom chat ဆရာမတို့စာသင်တဲ့ကာလနှစ်လည်းဖြစ်မယ်9နှစ်လည်းဖြစ်မယ်10နှစ်လည်းဖြစ်မယ် it doesn't matter သုံးလာခဲ့တဲ့ assessment စစ်ဆေးတဲ့ပုံစံလေးတွေခေါင်းထဲမှာပေါ်တာရှိရေးပေးပါ I will give you 5 minutes to think about recall your memory okay ဥပမာကျွန်မကတော့ multiple choice သုံးတယ်ကျွန်တော်ကတော့ essay ရေးခိုင်းတယ် whatever it doesn't matter okay you have 5 minutes to think about the different kinds of assessment in your teaching career right okay 5 minutes pleaseဒီနေ့ကျွန်တော်ဆရာမတွေကကင်မရာမဖွင့်ကြဘူးမနေ့ကတော့မျက်နှာလေးတွေတွေ့ရတယ်ဒီနေ့ကဆရာမ2ယောက်ပဲတွေ့ maybe because of internet connections or maybe because they're shy to talk to me it's okay oh just kidding check in student learning and progress
ဒါတော့ခုနကပတ်သက်တဲ့မေးခွန်းဖြစ်မယ်ဘာမေးခွန်းတွေမေးလဲပေါ့ lesson လုပ်နေတော့လေ matching let then make presentation making poster about the topic oh that's really good တကယ်လို့ကျွန်တော်က emoji တွေပါမပေးနိုင်စိတ်ထဲမထားပါနဲ့เนาะဒါဆိုကျွန်တော်က screen လည်းကြည့်ဟိုကလည်းကြည့်ဒီကလည်းကြည့်ဆိုတော့လေ no very good teacher Rowan writing worksheet project I asked my student verbal question to know if they grasp the very good yes I'm impressed ကျွန်တော်ဆရာမတို့ဆရာတို့အရွယ်လောက်တုန်းကလေဒါတွေမသိဘူး concept checking question exit ticket oh I like that because we have an activity which is exit tickets အော်ဒါဆရာစွမ်းဆရာဇော်ရဲ့တပည့်တွေကတရားဟုတ်လားဆရာစွမ်းမဟုတ်ပါဘူးဆရာကျွန်တော်ဟုတ်ကဲ့ဆရာဟုတ်လားမဟုတ်လားဟုတ်ကဲ့ဆရာကျွန်တော်ဆရာကို Telegram group မှာတွေ့လိုက်လို့ဆရာဇော်မင်းဦးစီမှာတက်ဖို့ပါတယ်ဆရာတင်တက်ဖို့ပါတယ်ဆရာဇော်မင်းဦးကိုပြောတာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ပါတယ်ဆရာအရန်တော်တယ်ဆရာ he is very very okay oral task written task lesson okay so thank you teachers writing assignment multiple choice fill in the blank short answer incredible okay so now I will bother you okay I will just go to next slide အကုန်လုံးမှန်ပါတယ် teacher ပြောတဲ့အဖြေတွေအကုန်လုံးမှန်ပါတယ် so before we go and identify all different kinds of assessment I would like to show you the main idea of assessment okay so types of assessment ဘယ်နှမျိုးရှိလဲအများကြီးပေါ့ဒါပေမဲ့mainly เนาะချုပ်လိုက်လို့ရှိရင်၄မျိုးပဲရှိပါတယ် formal versus informal okay what is formal and what is informal formal ဆိုတာတဲ့တည်တည်ချာချာရည်ရွယ်ပြီးစီစဉ်ပြီးတော့လုပ်ထားတဲ့ structure text or exam เนาะကျွန်တော်တို့မေခွန်းထုတ်ပါဆိုရင်လုပ်ထားတဲ့မေခွန်းမျိုးเนาะ AI ကိုပဲဖြစ်ဖြစ်လူကိုယ်တိုင်ပဲထုတ်စနစ်တကျဟလာဒီနေရာမှာ Bloom taxonomy ဆရာတို့ကြားဘူးမှာပါ Bloom taxonomy ကိုကြည့်ပြီးတော့သူ study အတိုင်းထုတ်ထားတဲ့မေခွန်းမျိုးเนาะအဲ့လိုမျိုး paper test ပေါ့နော် why informal assessment happen through day-to-day observation and monitoring informal ကြတော့ဘာလဲဆိုတော့ဆရာမတို့စာသင်နေတုန်းမှာဒီကျောင်းသားတွေကကိုယ်နဲ့လိုက်နိုင်လားအိပ်ပျော်နေလားနားလေရဲ့လားတို့အချင်းချင်းကမျှဝေလားအဲ့လိုမျိုး check in လုပ်တာပေါ့နော် monitor လုပ်တာဒါကို informal လို့ခေါ်ပါတယ် okay when you look at the picture it will be very clear for you right formal assessment it means answering paper test maybe IELTS maybe Duolingo maybe science whatever paper test or computer test whereas informal test you check the student do they really understand do they stay with you so far are they active or not အဲ့လို check တာမျိုးကို formal နဲ့ informal လို့သုံးပါတယ် okay next one another two different assessment formatics and summative what is formatics what is summative formatics ဆိုတာကတဲ့ assessment for learning ဆရာမတို့သင်နေတဲ့အချိန်ကလေးတွေသင်ယူနေတဲ့အချိန် ask them to give feedback ask them yes or no question WH question in order to meet your main aim and secondary aim ဆရာမတို့မေးတာသူတို့နားလဲလူလက်ထောက်ဟလာနားမလဲတဲ့လူဘာလို့ပြပါလားဥပမာပေါ့နော်
လိုမျိုးမေးတာ check in လုပ်တာနော် monitor လုပ်တာအဲ့ဒါမျိုးကို formative assessment လို့ခေါ်ပါတယ် whereas summative assessment mean assessment of learning သင်ခန်းစာတစ်ခုပြီးသွားပြီ chapter တစ်ခုပြီးသွားပြီ module တစ်ခုပြီးသွားပြီ okay သင်ချာမှာဆိုလဲဟလားaddition ပြီးသွားပြီအဲ့ဒီမှာဆရာမတို့လုပ်တဲ့ text မျိုးနော် paper test maybe နော်ဘယ်လိုမျိုးကို summative assessment ကိုခေါ်ပါတယ်ဆိုတော့ခုန formal informal နဲ့ formative summative ကဆက်ရှိပါတယ် these four are the main area of assessment okay I think it's not that much difficult for you you might know it you might know it you know okay so ဒီပုံလေးကဘာကိုပြလဲဆိုတော့စပုံမူတယောက်ချက်ပြုတ်တဲ့လူတယောက်ကသူ့ဟာကိုသူမြည်တဲ့ဟာကောင်းလားမကောင်းလားမြည်နေတဲ့ဟာဒီ formative ဖြစ်ပြီးတော့ customer စားသုံးသူကစားတာဒီ summative ဖြစ်ပါတယ် just a metaphor ပေါ့နော်ဒါဟိုတင်စားပြီးပြောတာ picture လေးတွေနဲ့ဆိုဆရာမတို့ပို့ပြီးနားလဲလွယ်တာပေါ့နော်ပိုမြင်တာပေါ့နော် visual နဲ့ဆို okay now ခုန different kinds of assessment ကိုကျွန်တော်ပြန်ပြပါမယ် a variety of assessment ဒီနေရာမှာ20လည်းဖြစ်ရင်ဖြစ်မယ်30လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်လောလောဆယ် English စာအတွက်ရည်ရွယ်ပြီးတော့နမူနာလေးတွေပြပေးထားပါတယ် close text ဒီဟာကဘာလဲဆိုစာပိုက်ကြီးပေးထားတယ်ဗျာကွက်လက်လေးတွေထားထားတယ်နော်ဖြည့်ပေးရမယ်ကျောင်းသားတွေကျွန်တော်မြန်မာကျောင်းသားတွေအများဆုံးတွေ့တဲ့ text မျိုး second one gap fill that's similar those two are similar right gap fill ဆိုလဲကွက်လက်လေးတွေခြံထားတယ်ကျောင်းသားကျောင်းသူတွေဖြည့်ပေးရမယ် how do they understand about this paragraph or this information reordering sentences so 1 2 3 4 5 6ရောပလိုက်တယ်ပြီးရင် order ပေါ့နော်ပြန်စီပေးပါဘယ်က1ဘယ်က2ဘယ်က3 okay and then number 4 Kanali. Sentence transformation. It means you give the student like a present tense, ask the student to change it to be past tense. Ask the student to rewrite present perfect tense. Things like that. Now, see, I'm a paid you use sentence go. Say, I don't paid how. Pian be law. Pong piang kind of. Present and paid me past and piang be ba. The present and paid me a future piang be ba alumio. Proofreading, correct mistake. Chula longon pekatoma. Time hour, no? Miaton tong jar. Massage on the jungle to Tonia, A, B, C. Tonia, the John, no. Then A, B, my mamma, C, ma, to ma, pedar. The dot John that John do me, a penny a money. Correct the mistake. A block knowledge is around sit down. Multiple choice is very, very easy, right? And very clear, right? There will be A, B, C, D, or, you know, maybe 1, 2, 3, 4. Okay, the student need to choose the best and the right answer, right? True, false, and don't know. Generally, not a true and false. My, dear, I love it. No, we met the kid English textbook, true, false, don't know, so the mama piara. Oh, in the home, I'm in the mode, we met these by wow. Things like that, okay? And this is especially for the maybe science or, you know, mathematics, okay? Information. Sorry, diagram, no? But sapira me diagram pyong be wa. IELTS to baru male sheeted day. Me mure.
ဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်သင်ချာပေါ့နော်ဟိုဟာ science ပေါ့ Okay, matching, like teacher Miano maybe mentioned or teacher Nye mentioned a while ago about matching, right? So yes, one also sequencing. That this is the reordering, right? One or two or three or four. You have to reorder again. And summary writing. That is below knowledge. The byte longo. Then what harm you below knowledge. And guided writing is mean especially for written. Okay, teacher will guide you how to write the paragraph, how to write the essay. Okay, so 1 to 12, maybe these all are especially for English subject rather than other, areas. I just want to mention you just an example of a variety of assessment. Namuna ni ne piara ko, no? English သင်ကြားရေးနဲ့တော့ပိုပြီးသက်ဆိုင်မယ်လို့ထင်ပါတယ်။တစ်ခုနှစ်ခုပဲ science တို့ math တို့နဲ့ပတ်သက်တာပါတာပေါ့နော်။ Okay ဒါကပဲပြန်လုပ်တာပေါ့နော်ခုနကဆီယမတို့မေးထားတဲ့ text ဘယ်နှခုမျိုးရှိလဲ assessment ဘယ်နှမျိုးရှိလဲဆိုတော့ဒီတက်ပို့လိုက်နေဒါပေမဲ့ဒါဒီလောက်အချိန်တိုင်းတာနဲ့ information ရဒီလောက်ပဲပြပေးတာ Okay why do we need to make the test or how to select the test the text တွေလုပ်တဲ့နေရာမှာကျွန်တော်တို့ကဘာကိုကြည့်ရမလဲသက်ဆိုင်တဲ့ activity ဖြစ်ကြမယ်ဘာသာရပ်နဲ့ for instance နော် the aim was oral presentation သူကစကားပြောတာကိုစစ်ချင်တာ but he or she just gave multiple choice test ကိုကျောင်းသားကျောင်းသူစကားပြောစေချင်တာလေ test က multiple choice ကြီးတွက်လုပ်ထားတယ်မှန်လားဆိုတော့မမှန်ဘာလို့ဆိုအပြောသိချင်တာဆိုတော့သူတို့ပြောရမှာကိုကနားထောင်ရ right time မှာအများကြီးသုံးတယ်ဘာလို့လဲဆိုတော့ time မှာဆရာမတွေကကျောင်းသားတွေကိုတယောက်ချင်းစီမရှင်းနိုင်ဘူးလေဆို conversation လဲဒီလိုပဲသုံးတယ် multiple choice နဲ့သုံးတယ် yes or no ABCD ပေါ့နော်ဟုတ်ပြီ and then the second one self and peer assessment ဆရာမတော်တော်များများကထင်တာကassessment ဒီเนาะhierarchy ပေါ့နော်ဆရာမတပည့်တွေကိုပဲစစ်ကမယ် it's not right မမှန်တာသူတို့အချင်းချင်းစစ်တာပိုကောင်းတယ်သူတို့အချင်းချင်းသိတာပိုကောင်းတယ်နော်ကျွန်တော်တို့အချင်းချင်းသိတာပိုကောင်းတယ်ဒါမှမဟုတ်ကျောင်းသားကျောင်းသူအချင်းချင်းသိတာပိုကောင်းတယ်အချင်းချင်းစစ်တာပိုကောင်းတယ်အဲ့ဒီသဘောပါ self and peer assessment နော်they should work in pair or they should work in group so they can check the work each other and they can also teach each other right so ဒါဒီနှစ်ခုဒီ text လောက်ရခြင်းရဲ့ရည်ရွယ်ချက်တွေဖြစ်ပါတယ် Okay ကျွန်တော်ပြောရတဲ့နည်းများပါပြီအခုဆရာမတို့နည်းနည်းလေးအလုပ်ကလေးပေးပါမယ် Okay now there will be 5 different story okay story 5ခုရှိတယ်အဲ့ဒီ5ခုမှာ teacher တို့ကဘာလုပ်ပေးရမှာလဲဆိုတော့ story ကိုဖတ်ပြီးရလို့ရှိရင် formal informal or formative and summative ရွေးပေးရုံပဲเนาะဟုတ်ပြီကျွန်တော်စလိုက်ပါမယ်ဆရာသိန်းတယ် I'll stay with me so far ရတယ်ဆရာသိန်းတယ်okay so story 1က entry ticket နော်ဆရာမတယောက် mention လုပ်ထားတယ်ဆရာလားမသိဆရာ Rowan လားဆရာမတယောက် mention လုပ်ထားတယ် entry ticket နော် the title is entry ticket win-win လက်မှတ်ပေါ့နော် so story ကဘာလဲဆိုတော့ may I just explain you in Burmese နော် in order to save the time okay ဆိုတော့ကျောင်းသားတွေရတဲ့အတန်းတွေကိုဝင်မယ်အဲ့မှာတို့ကဘာလုပ်ပေးရမလဲဆိုတော့စာအကြောင်းတစ်ကြောင်းရေးပေးရတယ်ဘာစာအကြောင်းလဲဆိုတော့တို့မနေ့ကတင်ခဲ့တဲ့ပြင်သစ်တော်လှန်ရေးနဲ့ပတ်သက်တာတင်ပေးရေးရမယ်ရေးပြီးရင်တို့ရောင်စုံစာရွက်လေးတွေရှိတယ်မလားစတစ်ကာလေးတွေမှာရေးပြီးသွားလို့ရှိရင် post it on the door နော်တကားမှာတိုင်းရန်တကားမှာကပ်ပေးရမယ် so the teacher will go and look at the paper right and then she or he will understand how much student already know ဘယ်လောက်ကျောင်းသားကျောင်းသူတွေသိပြီးသွားပြီလဲဘယ်လောက်နားလည်ထားလဲနော်
Allow nam le sia maga siluya. Okay, that story one. No? So now you need to choose formatted or submitted and format or informal. This story one. No? Teacher Balloonian. Is it formatted or submitted? Formal or informal? Don't worry. I have answer already. Okay. I just want you to participate and brainstorm. You got 3 minutes, teachers. This is just the first story. Okay, I got answer from 2 teachers, Teacher Sophia and Siaswan. Okay. Don't worry, there is no right or wrong answer. You know, I just want you to participate and to brainstorm. How many teachers got it? I think 3 or 4 I got it. Okay. So now I'm gonna share the answer with you. For story 1, formatics. Okay. And then informal. Because she just quickly want to check the understanding of student. Okay. She doesn't prepare any paper text for the student. Student can write it down whatever they think and whatever they understand about the French Revolution. Okay. Okay. Now let me go to story number 2. So daga scenario number 2 ba namegaro my unit lab report. No, it's more concerned with the science. Okay. Story about so chemistry သင်ခန်းစာနော် chapter တစ်ခုကိုသင်နေတဲ့အချိန်မှာနော် student conduct an experiment ကျောင်းသားတွေကကျောင်းသူတွေကလက်တွေ့စမ်းသပ်မှုတစ်ခုကိုလုပ်တယ် submit a detailed lab report chemistry ဆရာမကိုသူတို့ကဘာတွေ့တယ်ဘယ်လိုလုပ်ရလဲဆိုတဲ့ formula ပေါ့နော်မရေးပြီးတော့ဟလာတင်ပေးရမယ် the teacher use a standardized rubric ဆရာမကဆရာကသူ့မှာအမှတ်ဘယ်လိုပေးမလဲဆိုတဲ့စီးမြင်သူ့မှာရှိတယ်အဖြစ်လောက်တာမဟုတ်ဘူးသူကဒီ textbook နဲ့လည်းကိုက်ရမယ် international အဲ့လိုပုံစံမျိုးနဲ့လည်းကိုက်ရမယ် standardized rubric သူ့မှာရှိတယ်ဘယ်ဟာပိုင်းဘယ်နှမှတ်ပေးဘယ်ဟာမပိုင်းဘယ်နှမှတ်ပေးပေါ့နော်မဟုတ်ဘူးအဲ့လိုမျိုးရှိတယ်ဟုတ်လားနောက်ပြီးတော့ဆရာမကအောင်လက်report ကအဲ့လိုပုံစံမျိုးဘယ်နှမှတ်ရတယ်ဆိုတာကိုကျောင်းသားတွေကိုပေးမယ်ပြီးသွားလို့ရှိရင်သူတို့ရဲ့ report အရာဘာတွေကောင်းလဲအားသာချက်ဘာတွေမကောင်းလဲအားနည်းချက်အဲ့လိုမျိုးကိုအဲ့စာထဲမှာရေးပေးမယ်နော်ဒီ report ဒီ 15% of their final term grades 15မှတ်ရအောင်ပါစာမွေးနောက်ဆုံးကျောင်းနောက်ဆုံးဟလာ turn paper အနေနဲ့15မှတ်ရအောင်ပါ so what you have to do is think about this story and you just need to choose formatted or submitted whether formal or informal okay you have got 3 minutes don't worry just think about that okay wow.
Thank you for your participation. Should I share the answer now? Yes ဆရာ ဟုတ်ကဲ့ဗျformative ဖြစ်ပါတယ် and then informal okay oh sorry number 2 နော် number 2က summative ဖြစ်ပါတယ် formal assessment ဖြစ်ပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ summative ဖြစ်လဲဆိုတော့ grading တွေပါတယ် percentage တွေပါလို့ summative ဖြစ်ပါတယ်နော် formal why it is formal rubric ကိုသုံးပါတယ် rubric ဆိုတာအမှတ်ပေးစည်းမျဉ်းကိုသုံးပါတယ်အဲ့အတွက်ကြောင့် formal ဖြစ်ပါတယ် okay now we will go to story 3 okay are you stay with me so far hello teachers are you stay with me so far Yes, teacher. wow thank you that story 3ပါ think pair share ပေါ့နော်ဒါတူတူကျွန်တော်တို့ sharing လုပ်တယ်ပေါ့နော်အဲ့ဒီခေါင်းစဉ်လေးပါ story ကဘာလဲဆိုတော့ during a literature discussion စာပေသဘောတရားနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတဲ့ပွဲပေါ့နော် the teacher prompts student to discuss a character's motive in pair ဆရာမကနှစ်ယောက်တွဲလိုက်တယ်ပြီးသွားလို့ရှိရင်ဒီစာပေသဘောတရားထဲမှာပါတဲ့ character ရဲ့လှုပ်ရှားမှုဆောင်ရွက်မှုကိုဆွေးနွေးခိုင်းတယ်ဥပမာမင်းသင်္ကာဝတ္ထုမှာဆိုစာပလီနစ်မောင်ဘယ်လိုလုပ်တယ်စနေမောင်ဘယ်လိုလုပ်တယ်ဆွေးနွေးပါဥပမာပေါ့နော် the teacher moves through the room with a clipboard နော်ဆရာမကလက်ထဲမှာမှတ်သားစရာတစ်ခုခုဒါစာအုပ်ဖြစ်စာရွက်ဖြစ် notebook ဖြစ်ကင်ပြီးတော့သူက spells အကုန်လုံးရှိသွားတယ်နော်တယောက်ချင်းစီသူသွားတယ်သူနားထောင်တယ်ဆရာမကနော် is she hears အဲ့ဒီမှာဆရာမကဘာတွေចောင်းသားတွေလိုနေလဲဘာတွေမှန်လဲဘာတွေလွဲလဲနော်ဒါလည်းဆိုတော့ at the end of the session she will mention about the right thing and something need to be improved okay is it formative or summative formal or informal you got 3 minutes teachers thank you for your participation You got the answer, teachers? Or you're still thinking about the answers? I already finished. Oh, thank you, teacher Su Sayaswan. Sorry, I can't, look at all the, information in chat box because I just worry about you will see all the information here. Okay, anyway, now I will give you the answer. For the story number 3, formative. Because the goal is provide immediate course correction. And informal. It's just observation, okay? Also, it's happened during the class activity, no? သူကဆရာမရှောက်သွားပြီးတော့ကြည့်ပြီးတော့ရေးထားတာသူ take note လုပ်ထားတာเนาะဒီစာမွေးလိုမျိုး paper တွေပါတွေစီစဉ်ပြီးတော့မေးတာမဟုတ်ဘူးဆိုတော့အဲ့အတွက် informal ဖြစ်တယ်ပေါ့နော် so now we will go to story number 4 right don't worry just one more left story number 4 is about the end of the year capstone is mean project okay တကယ်လို့ဆရာမတို့က UOP University of People မှာ MED တက်တယ်ဆိုလို့ရှိရင်
they ask the student to make a capstone instead of thesis paper. So, capstone project thesis The story is to graduate the program. The program people doing. Student must present a 10-minute portfolio defense. The 7 minutes. Portfolio ဆိုတာသူတို့ကျောင်းတက်အချိန်အတွင်းတစ်နှစ်ဖြစ်ဖြစ်နှစ်နှစ်ဖြစ်ဖြစ်သုံးနှစ်အတွင်းဖြစ်ဖြစ်အဲ့အချိန်ကာလအတွင်းမှာလုပ်ခဲ့တဲ့လုပ်ဆောင်ချက်တွေအားလုံးမပြိုင်ပွဲဝင်ခဲ့တဲ့ volunteer သွားလုပ်ခဲ့တဲ့ဘယ်ကိုသွားလဲခဲ့တဲ့ကျောင်းအနေနဲ့အဲ့လိုမျိုးပေါ့နော်ဘယ်သူကိုတင်ပြရမလဲဆိုတော့ three faculty members ဒီဌာနကဌာနမှူးဖြစ်ဖြစ်ဆရာဆရာမဖြစ်ဖြစ်3ယောက်ပေါ့နော်သူတို့ဘုတ်ကိုတင်ပြရမယ် The panel use a stick checklist နော် mandate checklist ဆိုဆရာဆရာမတွေလက်ထဲမှာ checklist ပါရှိတယ်နော် rubric ရှိတယ်သူကဘာလုပ်ခဲ့တယ်ဘာမလုပ်ခဲ့ဘူးအဲ့လို check လို့ရတဲ့ checklist ရှိတယ်နောက်သူတို့ကြည့်မှာဒီကျောင်းသားက graduation requirements for graduation ကျောင်းပြီးဖို့လိုအပ်ချက်တွေနဲ့ကိုက်ညီလားမညီဘူးလားဆိုတော့ checklist နဲ့စစ်မယ် presentation ကြည့်ပြီးတော့ so you just need to think is it formal or summative or formal or informal you got 3 minutes teachers Wow, it's very quick. I'm impressed to all teachers. You are really quick and okay. ကျွန်တော်အဖြေပြောပြပါမယ်နော် summative ဖြစ်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ final နော် final exam တစ်ခုမို့လို့ပါတယ်နော်သူလည်းရေးထားတယ်လေနော်to graduate the program ကျောင်းပြီးဖို့ဆိုရင် so final exam တစ်ခုဖြစ်တဲ့အတွက် summative နော် assessment ဖြစ်ပါတယ် formal informal ကတော့ formal ဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့သူ့လက်ထဲမှာ checklist နဲ့ rubric ရှိတယ်နော်ဒီ requirement နဲ့လည်းကိုက်ညီမညီကြည့်မယ်အတွက် serious ပေါ့နော်ဒါ serious assessment တစ်ခုဖြစ်ပါတယ် okay the last story for you guys teachers red yellow green self assessment ဒါကိုပြန်စစ်တဲ့ပုံစံမျိုးပေါ့နော်သူများကိုစစ်တာတဲ့သူများစစ်ပေးတာတဲ့စာရင် the story is at the end of a math lesson နော်သင်္ချာသင်ခန်းစာပြီးတဲ့အခါမှာတဲ့ဆရာမကမေးတယ်နော်color cup on their desk နော်စပွဲပေါ်မှာဟလာရောင်စုံခွက်တွေကိုရောင်စုံခွက်တစ်ခွက်ကိုထားဖို့ပေါ့နော် green စိတ်ရောင်ခွက်ဆိုရင် they feel confident ဒီဘာသာနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူတို့သိပြီးတက်ပြီးနားလည်ပြီ yellow အဝါရောင်ခွက်လေးကိုထားလိုက်ရင်တော့ more practice ပို့ပြီးလုပ်ဖို့လိုတယ်နော်ပို့ပြီးနားလည်ဖို့လိုသေးတယ် last is red အနီရောင်ခွက်ကိုထားလိုက်ရင်လုံးဝနားမလည်ဘူးမသိဘူးဆိုတဲ့သဘောပဲနော် so the teacher used this to group student for the next day small group work ဒီခွက်တွေကိုကြည့်ပြီးမှဆရာမကနောက်နေ့မှာ group work မှာဘယ်သူတွေကိုထည့်ရမယ်ဘယ်အဖွဲ့မှာဘယ်သူတွေကိုရွေးရမလဲအဲ့ဒါကိုသူစဉ်းစားမယ်ပေါ့နော် so is it formative or summative formal or informal this is the last story okay wow it's very quick no thank you for participation all teachers okay wow I'm impressed so ကျွန်တော်
story 5ခုကိုမေးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်လည်းပြောရများသွားပါပြီဆရာမတို့ကိုကျွန်တော် text တစ်ခုပေးပါမယ်ဘာ text လဲဆိုတော့ဆရာမတို့က mini lesson plan တွဲလေးလုပ်ပေးရပါမယ် in breakout rooms a group of participants choose a topic or sequence in lesson ဒီနေရာမှာတော့ကျွန်တော်ပဲရွေးလိုက်မယ်နော်ဥပမာ group 1ပါ group 2ပါ for example group 1 will think about English subject no sequencing lesson maybe 5 lesson maybe 3 lesson depend on the topics you know so English lesson အတွက်ကြတော့ ordering food ဖြစ်ဖြစ်မဲ့ past holiday ဖြစ်ဖြစ်မဲ့တခြား group member တွေသဘောတူတဲ့ခေါင်းစဉ်တစ်ခုယူလို့ရပါတယ် it should be 3 or 5 lessons no you can use 3 different what is that theories that you study a while ago เนาะကျွန်တော်ပြတဲ့ theory 3ခုထဲကနေပြီးတော့မှယူလို့ရပါတယ်မရှိဘူးဆိုရင်ကျွန်တော်ဟိုဓာတ်ပုံရိုက်ပြီးကျွန်တော်ပို့ပေးမယ်เนาะ group 2 is about math okay သင်္ချာနဲ့ပတ်သက်တာပေါ့ maybe addition multiplication no anyway anything that concern with math okay group 2 for group 3 science I just mentioned here life cycle or solid liquid gas okay so you can choose you know life cycle or solid liquid gas whatever okay so ဒါကတော့ဟိုပါဘောเนาะလောက်ကမဲ့ဟာပေါ့ဆရာမတို့များဟိုဒါနဲ့ပတ်သက်ပြီးမေးစရာမေးခွန်းရှိလားသိ Hello ဒီ test နဲ့ပတ်သက်လို့လေ lesson အတွဲလေးလုပ်ပေးရမယ်3ခုဖြစ်ဖြစ်မယ်5ခုဖြစ်မှာပေါ့เนาะဒါပေမဲ့ခေါင်းစဉ်တစ်ခုလည်းအောက်မှာပဲเนาะမရှိလို့ထင်ပါတယ်เนาะဆိုတော့ကျွန်တော်တို့ group ခွဲလိုက်မယ်เนาะဟုတ်ပြီteacher Grace hello so I will start sharing at the moment Yes, ကျွန်တော် breakout room ထည့်တော့မယ်เนาะNo, okay. So how many breakout room runs should how I many create? teachers do we have okay sign automatically လုပ်လိုက်ရတယ် No, I เนาะ will ဒါ like ကြကြ I'll just 4 group as usual, right? So I will create 4 group. for yes teacher 4 group. There will Please. be there might be I think 4 teacher in one run. So okay teacher 4 Okay, group is teacher. okay Teacher, so are you ready? So if you're ready, I I plan will for 3 different topics right so I will open the room. what kinds of yes teacher please လိုက်နေလဲ ဟိုဟာလေး ပြောင်းမ သင်္ မရှိ ချာ ကြ ဖြစ်ဖြစ် science ဖြစ်ဖြစ်တခုခုလုပ်လို့ရတယ်ဘယ်ဟာ teacher တို့ ကဲ လုပ် ပါ ချင် ဆ လဲ ရာ Science လုံးလား science လုပ်လိုက် လို့ တ ရ ယ် တယ် ဆရာဟုတ် เนาะ science လုပ်လိုက်เนาะအဲ့ဆိုဘာလို့1ရ ကဲပါ 2 ဆ ရ ရာ English ကလုပ်လိုက်တယ်သူတို့ဆိုတော့ဥပမာ3ရ science ဆို4ကိုကျွန်တော်ကသင်္ချာဖြစ်ဖြစ်ပေါ့เนาะ ကဲဆရာ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ ဆရာ science ကဘယ်ဟာတွေသင်ဘူးလဲမသိဘူး မတင်ဘူးကျွန်တော်ဆိုင် အဲ့ဆို ဒီလို teacher မ view သိ was ဘူးဒါပေမဲ့တင်တန်းတစ်ခုမှာတော့အဲ့လိုနည်းနည်းပါးပါးတော့တင်ဘူးရဲ့အတင်တန်းတိုင်နေလေ ဟုတ် အဲ့ဆို science ကိုဘယ်ကောင်းစဉ်ရွေးကြမလဲ ခဏလေးနော် ဟုတ် hello teacher တို့အဆင်ပြေလား ကဲပြေးပါရဆရာ ချဲအဲ့ဒီကလုံးမလေမြန်မာလိုပဲအရင်လုံးမ ဟုတ်ကဲ့ဟုတ် ရတယ်ချစ်ဒီမှာလူပဲလုပ်လဲရတယ် အဲ့ဆိုရင်လေဒီ science ကိုကျွန်တော်တင်မှုကအရင်ပြောပြမယ်နော်တင်တန်းမှာ ဟုတ်ကဲ့ပါ G1 နဲ့ဟောင်းရင်တော့1လေးဟာဆိုပို့လွယ်မလားလို့လေG1 မှာတင်မှုတဲ့ပုံစံလေးလေ G1 မှာဆိုရင် science ကဘယ်ထိုင်လို့ရှိလို့တည် အဲ့ဒီတင်တန်းမှာအဲ့ဒီ G1 ကဟာအခန်းကလေကျွန်တော်တို့ကဘာမြင်ချင်းလေအဲ့ဒီဟာကိုတင်မှုရပေါ့နော် ဟုတ်ကဲ့ဟုတ် English ကို request လုပ်လိုက်တယ်တကယ်ကျမ room 2ထဲရောက်သွားတာတကယ်ကျမ room
ခုနက room 2ရဲ့ခဏရောက်သွားလို့ sorry ပါ ဒီပြောကြပါဦး topic ကဘာပြီးမှဒီချိန်ကြီး mic လေး off သွားတယ်ဒီချိန် hello ဒီချိန်ကြီး Okay ပါအဲ့မှာ teacher Grace ကိုတွေ့လိုက်တယ် Hello teacher Grace Hi, teachers. Is everything all right? Yes yeah some Yes can you help us teacher Hello teacher Grace No, I'm just co-host for today. No teacher I didn't guess that how can I do the lesson plan because my internet connection is not good so I left the group and I don't know how should I do I don't know the procedure chair Well, don't worry. I think teacher Ning, teacher Brandy, and teacher Tengdi will help you. They joined Also the teacher class. also need the internet connection is really bad that's why Yes, today because a lot of teachers are just in and out several times. I think so. So if you need help, you can just ask for help from Saya. I guess I will also tell him to help you guys. Yes teacher thank you chair. Thank you. Grace. Hello, teacher Grace. ပေးတာရမှာပေါ့ပေးရင်လည်းပေးလဲဆိုတော့၄ခုကျွန်တော်တို့ကချိန်လို့ရမယ်လေ how much is the bill အဲ့ ordering food နဲ့ပတ်သက်ပြီးတော့ how much is the bill အဲ့လိုမျိုး phrases တွေခါတက်မျိုးလို့ရပြီhere is the chain ဒီကတော့အကျွေးပါเนาะပြီးတော့အဲ့လိုမျိုးလေ Okay. Hello. Hello, sir. Okayဟုတ်ရ အဲ့နာတီချေပြောတာ hotel reservation ဆိုလို့ရှိရင်လေဆရာပြောသလိုဆိုနည်းနည်းလွယ်တာပေါ့နော်ရှင်ထိုင်တဲ့ကို hotel reservation လို့ယူပြီးတော့ lesson 1မှာကြတော့အရင်ဆုံးstudents တွေကိုသူတို့ hotel နဲ့ပတ်သက်တဲ့ Okay what teacher မှာကျွန်တော်ကလိုချင်တာကဆရာတို့ဆရာမတို့လုပ်ပေးစီချင်တာက you just need to think about the one topic right for example studying yes yeah studying ordering yeah you just need to think about the one specific topic under the topic there might be 3 or 5 lesson plans they should connect each other you need to engage each other you will go and look at the big picture do they connect each other and then how about the assessment can we make the assessment and ဟုတ်ကဲ့ပါရှင်အဲ့ဆိုရင်ကျွန်တော် hotel နဲ့ပဲပတ်သက်တာလေးတော့ဟုတ်ကဲ့ teacher lesson plan လေးကတယောက်တော့ရေးပေးပါဘယ်လိုရေးမှလားမသိဘူး lesson plan ပြန်လာပြီထွက်သွားလို့ဆရာတို့ sorry ပါ ဟုတ်ကဲ့ ဟိုပထမဆရာဟိုဖြစ်ခိုင်းတာကတော့ဆရာကဒီခေါင်းစဉ်တစ်ခုအတောင်မဟုတ်တစ်ချက် reservation ရဲ့အောက်မှာလी hotel booking လုပ်တာအဲ့ hotel reservation တယောက်ညာ ဟုတ်တယ်ရပါချက်
ရေးထားလိုက်ရောအကျဉ်းဖြစ်ဖြစ် ဟုတ်အကျဉ်းရေးထားတယ်ဒီချက်အဲ့ဆိုလို့ရှိရင်နောက် number 3ကသူတို့ရဲ့ pictures တွေကိုပြပြီးတော့ကလေးတွေကိုမေးမယ်ပြီးလို့ရှိရင်သူတို့ဟိုလက်ထောင်တာဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ခိုင်းလိုက်မယ်နော် ဟောပုံလေးပေါ့နော်အဲ့လိုပုံစံပေါ့နော် ဟုတ်ကဲ့အဲ့ပုံလေးအဲ့ပုံအနီးကပ်လေးပြပြီးတော့ဒါလမ်းရဲ့ပုံဆိုလို့ရှိရင်လက်နဲ့ချောင်းထောင်ပြီးလို့ရှိရင်ဒါ ပုံပေါ်မဲ့ water ရဲ့ပုံ နော်ဟုတ် ဆိုလို့ရှိရင် standard ဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုခုလုပ်ခိုင်းလိုက်မယ်နော်ရှင် ဟုတ်ချင်ဟုတ် Hello, teachers. Is everything going well? yes sir ဟုတ်တယ် Thank you, teacher. Let me know if you need help. Okay, don't worry. It's you can make the all lesson plan within 20 minutes. It's just for practice. Okay. Okay ပါအကုန်လုံးပြန်ရောက်ပြီလားမသိဘူးအကုန်လုံးပြန်ရောက်ပြီလားမသိဘူး အကုန်လုံးတော့မရောက်တော့သေးဘူးထင်တယ် ခဏစောင့်လိုက်မယ်နော် if you don't mind just 1 minute. Okay, thank you, teachers. Hello, teachers. All the hello. Hello ဆရာ ဟုတ်ကဲ့အကုန်လုံးပြန်ရောက်ပြီလားမသိဘူးခင်ဗျာ ဟုတ်ကဲ့ကျွန်တော်တို့ရောက်ပါဆရာ Thank you, teachers. ရောက်ပါပြီ Thank you, Asia. Okay. Because I can go and check all the room at the same time. So anyway, I think everyone will be here. Okay, please listen for the next session. Okay, every group 1, 2, 3, 4, right? We have 4 groups, right? I want you to choose the Yes, sir. representative of your group. Okay, maybe just take 5 minutes to present whatever you guys discuss in your breakout room. There is no right or wrong. I just want you to have some experience about that, right? In this case, group 1 is presenting. Okay, group 2, 3, 4. You have to take note about this one. 2 star and 1 which. 2 star, it's mean you like the most 2 things from their presentation. Group 1 present နေတဲ့အချိန်မှာเนาะ2ရယ်3ရယ်4ရယ်ပေါ့เนาะတနိုင်အကုန်လုံးပေါ့2 3 4က2 star အကြိုက်ဆုံးနှစ်ခုသူတို့ပြောတဲ့တွေကဒါကျွန်တော်ဒါကြိုက်တယ်ဒါကျွန်မဒါကြိုက်တယ်နှစ်ခုပဲ just 2 short note is okay. And then 1 wish, it's mean which area should be improved. တနေရာတော့နည်းနည်းလေးလိုရတယ်လို့ထင်တယ်နော်ဒါ positive ပေါ့နော်ပြုသဘောဆောင်ပြီးပြောတာပါနည်းနည်းလိုရတယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ group 1 present လုပ်နေတဲ့အချိန်မှာ2 3 4ကဒီဟာလေးကိုစဉ်းစားပြီးရေးပေးပါ note လေးရေးပေးပါနော် and group 2 present နေတဲ့အချိန်မှာ1 3 4က2ထဲမှာပါတယ်2 star နဲ့1 wish ကိုလုပ်ပေးပါ group 3 present လုပ်နေတဲ့အချိန်မှာ1 2 4က2 star နဲ့1 wish group 4 present လုပ်တဲ့အချိန်မှာ1 2 3က2 star နဲ့1 wish တယောက်တည်းလုပ်ရင်ရပါတယ် group representative လုပ်ရင်ရပါတယ်เนาะဒါမှမဟုတ်အချင်းချင်း share ခြင်းလည်းရပါတယ်စင်ပြေလားမသိဘူးခင်ဗျာ just sharing idea no there is no okay giving grade တွေပါတယ်မပါပါဘူးเนาะဆိုတော့ဟုတ်ကဲ့เนาะ okay ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ let me invite teacher Grace. Hello teacher Grace. Yes, yeah. ကျွန်တော်တို့ recording လုပ်ထားတယ်เนาะ Yes, of course. We are recording right now. Thank you teacher. So may I invite the group 1 to present whatever discussed in their breakout room for the sequence of lesson, okay? So I'm not sure who is the representative of group number 1. Please, you can present for just 5 minutes. That's okay, okay?
Okay, sir. So can you see clearly? Sorry. Can you see well? Yeah, I can see you, teacher. Teacher Bernie, right? Yes. Yes. Do I need to use in English? No, Mm, just in. if it is possible, yeah. Okay, so for our lesson, our group choose the Thailand hotel reservation. So for the chapter 1, we we will ask about the hotel experience, or we will ask about some experience of the traveling, and we will ask to the student that do you have any experience about hotel like that, and then we will ask that well, they know about how to make a reservation or how to make a booking to a hotel or something else. Then in chapter two, first, okay, so I'm just I'm just forget it. So in chapter 2, we will ask about and chapter 2 we will teach how to make a reservation in a correct way. So first, like making a phone call and making it say hello, uh and I want to make a reservation, and then they need to tell the date, and so they need to ask about the room site or maybe room number, or how may they need to ask about the price, and yeah, maybe like we will teach about we actually didn't discuss about the full conversation, that's why. So maybe yeah, they need to ask about that. So for the chapter 2, we will teach the teacher will teach about how to make a hotel reservation in a right way. So in chapter 3, they need to make a role play about. So some students need to make a hotel receptionist, and some students need to make a traveler, and they need to make a phone call, and they need to act like hello, I want to make a reservation like that. So and then uh so after that we will check they need to know about that, and they making a mistake here. So, and then after the role play we will tell if you guys are need in some areas, and we will tell about the areas that they need to know. And then in chapter 4, after that we will ask to make conversation with their own idea. And then in chapter 4, they need to make a free role play, and then they need to make their own conversation, and we will not guide it, sir. Thank you, teacher Bernie. Oh, it's really, really good lesson series. Okay. In my understanding, the is about the hotel or right reservation, right? The first one is like to identify how to conduct the hotel. Number two is like a reservation. Three is like practice in role play, and the last one also, right? Yeah. So the most I like here is like role plays and maybe activities. It's not the uh, teacher center, and it seems to be a student center. Okay, so thank you. And for the presentation of group one, if you have a 2 star and 1 wish from the group 2, 3, 4, you can just type it to the Zoom chat, so it's easy for you. I will give you maybe 3 minutes. Is it okay, teachers? I mean, two star is mean the most you like two things from the presentation. Okay. One wish is you think one thing should be improved.
at the moment, group 2 can prepare for, their presentation. Thank you, Sia Swam. Timetable fit, yes. Connecting real life, yeah, yes, it's very good. Yeah, role play is very good. Yeah, thank you. Yeah, I think role plays, I feel, it's fun, right? Okay. I got from 2 groups, please. Maybe one more. Okay, now may I invite group 2 uh, about what they discussed in their breakout room. You can just, share with us for just 5 minutes. Is it okay? Group 2? Yes, teacher. Yes, Oh, I'm from warmly group 2 too. welcome to Sia Swan. Yep. So that's why I would like to share. Yeah. So in our group, we have 2 scenarios. So the first one is we choose the topic about ordering food, and also the first one is ordering food in a restaurant. So yes, there are 4 sequences in our lesson. So the first one is to teach the students about making requests. Yes, and also like ordering the food, like can we have, and also we would like to have blah 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 something, and also like the third one is uh, when we have finished the dish, we have to build the bay. So in the bay discussions, and then I will make the students uh, role play, yes, to participate in the discussions, and yes, to have the experience in their real life. And the second scenario I choose is ordering food from delivery service. So when we make the delivery service, that we just uh, open the phone, and in the app, and we have to make the order, and then we customize the food, and also like and then when the delivery man came, and we have to build the bay. So that's why I prepare the students. I'm prepared to teach the some. Okay, so how can I say, some ready make phrases, so to the students. So that's why I say thank you so Thank you, much. Sia. Yeah. Thank you. I like the idea that ordering food and paying bill, right? It's had connection, right? It has connection. So yeah, I like the idea, and it's engaged. Also, we can see the big picture, like ordering food and assessment, we can make it. Yeah. Okay. Thank you, teacher. For group 1 and 3 and 4, can you give 2 stars and one which? Two-star is mean the most you like from the group 2 things, and then which something should be improved in the future. Okay, when you are writing in Zoom chat, I will call the maybe group 3. Okay, please, may I invite group 3 about the discussion? Yes, sir. First of all, I apologize for my camera is off because the light went on, sir. That's why. So shall I start my presentation? Okay, teacher. Hello? Hello. Yes, Yes. sir. Our yes, our group discussed about the science for grade 1 primary students. The title is the Earth, and we choose theory 1, logical progression theory. We based on that theory. First of all, our first step is we show a picture of art and ask the students, for example, like what is it? Do you know the name and where do we live like that? And for
the students will answers, and I think it support the students interesting. And for the second step, we build related ideas. For example, like we point to the blue part and green part on the art, and we ask the what is it, and we tell the answers, and we talk about the ground, water, air, like that. And this is the main part of the teaching, and we made presentation about what we want to teach the students. And after that, we will make a combined idea. For example, we will show the picture. We will show the picture of water. We will show the picture of wind and also the ground. And we make some physical movement, like do you think the picture is land, stand up? Do you think the picture is water, raise hand, like that. So for the Weber sessions, we will make a sorting game. For example, like we will draw two big cycle on the whiteboard and write down water section and land section, and then we show the picture of, for example, like house, fish, boat, and that we ask the student where are they, like that. That's all. Okay, Sir. teacher. Oh, I like it so much because it's realistic, right? You connect with the real world with the student. You will show L, maybe water, maybe greens, maybe something that in our life, right? So the children will love to the environment and our world and our nature. That's really good and science lesson, right? I really like it. Okay, so now we a little bit over the 5 or 10 minutes, and I want to conclude what we shared today. Okay, so may I talk you in Burmese in order to save the time. Okay, so ကျွန်တော်တို့ theory 3 ခုသင်ခဲ့တယ် so theory 1မှာဘာတွေများပါလဲမသိတစ်ချက်နှစ်ချက်လောက်ပြောပြပေးလို့ရမလား three topics ရှိတယ် theory 1မှာ whatever it pop up in your mind စိတ်ထဲမှာပေါ်လာတဲ့ဟာပြောပြလို့ရပါတယ် lesson go base လုပ်ပြီးတော့ focus ထားပြီးတော့ lesson ပေါ်မှာ focus ထားပြီးတင်တဲ့ concept related sequencing ဟာလား concept related เนาะဟုတ်တယ်เนาะဆရာမ yes concept related yes sequencing right ဘာသာရပ်ကိုမူတည်ပြီးတော့ကျွန်တော်တို့ 3 မျိုးတွေ့တာဟုတ်လားเนาะ the second one what is the second I mean the second topic of the first theory ပထမဆုံး theory ရဲ့ဒုတိယပါ learner related thank you learner related teachers yes learner related သင်ကြားတဲ့သင်ယူတဲ့ကျောင်းသားကျောင်းသူတွေကိုအဓိကထားပြီးတော့တွေးတဲ့ lesson ပေါ့နော် and then the last one for the first theory what is that War related. thank you Sia Rowan yes teacher thank you yes war related เนาะ so theory number 2ကဘာအကြောင်းလဲမသိဘူးဗျာလွယ်နဲ့ပြောမယ်ဆိုဘာအကြောင်းလဲဘာဥပမာပေးပြီးပြောလို့ရတယ် theory like number 2 zoom photographer camera အယူဆเนาะ camera အယူဆ big picture နေစမယ် genre ကနေစမယ်ပြီးတော့ specific or zoom zone in right so so that is number 2ပေါ့เนาะ number 2 theory but the last theory number 3 theory ကဘာအကြောင်းလဲမသိဘူးခင်ဗျ assessment right task based task based Procedure sequencing. yes you all are correct yes simple to complex right simple to complex easy yes simple to complex Forward chaining. and backward chaining. okay ကျေးဇူးပါခင်ဗျာဆိုတော့ဟုတ်ပြီနောက်ဆုံး assessment မှာ၄ခုရှိတယ်ပေါ့နော်အဓိကဘာတွေလဲမသိဘူးခင်ဗျာ formal assessment formal informal formative formal ကဘာကိုပြောတာလဲမသိ formal assessment ဆို formal ကကြတော့ test တွေ exam တွေနဲ့စစ်တာဒါကဒီ ဟုတ်ကဲ့စာရွက်လိုမျိုးပေါ့နော် computer လိုမျိုး text တွေ exam တွေနဲ့စစ်တာ formal informal က
formal ဒီတိုင်း ဟုတ် သူတို့ ကဲ့ တကယ်နားလေရဲ့သူတို့ starting ချိန်မှာ active ဖြစ်လားမဖြစ်ဘူးလားသူတို့ဘာတွေလိုအပ်နေလဲသူတို့ရဲ့လိုအပ်ချက်ကိုစစ်တာ informal ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးပါ semantic ကဘာကိုပြောတာလဲမသိ semantic assessment ဆို thematic ကကျတော့ out နှစ်ဝက်စာမှုပွဲတို့နှစ်ဆုံးစာမှုပွဲတို့လို့စစ်တာမျိုး ဟုတ်ကဲ့ ဒါပေမဲ့ chapter ပို့ and ပြီး စာ တော့ မှုပွဲတို့เนาะပြီးသွားလို့ရှိရင် chapter and ဒါမှမ testing ဟုတ်ရင် exam တွေ ခုနနှစ်ဝက်တို့နှစ်ဆုံးတို့เนาะသင်ခန်းစာပြီးသွားတဲ့အချိန်မှာစစ်တာမျိုး semantic formatic ကတော့ဂျားထဲမှာเนาะသူနားလေလားမလဲလားရှိနေတာစစ်တာမျိုးပေါ့เนาะဆိုတော့ဆရာမတို့အချိန်ကျွန်တော်မယူတော့ပါဘူးကျေးဇူးအများကြီးတင်ပါတယ်ဗာလဲကျွန်တော် attendance form လေးဒီနေ့ကိုဖြည့်ပေးပါဆရာမ Grace ကနေပြီးတော့နှစ်ရက်စလုံးတက်တဲ့ဆရာမတွေအတွက်ဆရာမ Grace ကစီစဉ်ပြီးတော့ certificate ကိုပို့ပေးပါမယ် Telegram group မှာပါเนาะတခြားသိချင်တာလေးများရှိလားမသိ2မိနစ်3မိနစ်မေးလို့ရပါတယ် မရှိတော့ပါဘူးဆရာကျေးဇူးပါရှင်အခုလိုမျိုး စင်ပြေရလားကျွန်တော်ဒီနေ့ဟာက ဆရာ လေနည်းနည်းတော့ thank you လေးတယ် ပါ เนาะနည်းနည်းလေးတယ်သိလားကိုကလည်းလေရှိုင်းနဲ့လေးလာတာရှိုင်းနဲ့လေးတဲ့လေးတာရှိတယ်ဒါပေမဲ့ဖြုတ်ပြီးတော့လေဟိုဒီလောက်ပဲသိလားဒါပေမဲ့တခုခုရသွားတယ်ဆိုရင်ကျွန်တော်လည်းအများကြီးဝမ်းသာပါတယ်ဗောနော်ဟိုဆရာမတို့အရွယ်တုန်းကလည်းကျွန်တော်တို့ဒီလိုပဲတက်ခဲ့ရတာเนาะလိုက်ပြီးလုပ်ခဲ့ရတာဗောနော်အဲ့လိုရင်းနှီးမြှုပ်နှံခဲ့ရတာဗောနော်အချိန်တစ်ခုရောက်လာတယ်ဆိုရင်ဒီနေ့ပဲဒေါက်တာဆိုဇန်တင်တဲ့ဟာတစ်ခုတွေ့တယ်ဗောနော်ဟိုဘာမှမလုပ်နိုင်ပဲအခွင့်အရေးမရှိဘူးဆိုပြီးရက်နေလို့မရအောင်เนาะဟိုကိုရနိုင်တဲ့ဟာယူထားတင်ထားကျွန်တော်တို့လည်းကြောင်းတက်ဖို့အမြဲတမ်းကြိုးစားနေတာပဲအခုတည်းတက်ဖို့လုပ်တာပဲအခုလည်းတက်ချင်သေးတယ်ဟိုသူများတွေတားလုံးလို့တာညင်နေတာเนาะတက်ချင်သေးတယ်ဟိုကျွန်တော်ဟိုဟာလောက်ရှိပြီကျွန်တော်ကြောင်းတက်တာကြီးပဲဟို12နှစ်လောက်ရှိပြီသိလားကျွန်တော်ကြောင်းတက်တာကြီး12နှစ်လောက်ရှိ2018တည်းကတက်တယ်2024မှာပြီးတယ်ဆိုတော့တက်ချင်သေးတယ်ဒါပေမဲ့လည်းဟိုအမြဲတမ်းတက်နေတာကြီးလည်းမကောင်းဘူးเนาะမိသားစုအတွက်ပါညာလည်းအဲ့လိုမျိုးရှိသေးတယ်ဆိုတော့တေးသေးလေးတွေပဲ like တက်တော့တယ်ပေါ့เนาะဟိုဒါဒီထဲမှာဆိုရင်ဒါဆရာစွမ်းဆိုလဲဒါဆရာဇုံမင်းဦးရှိမှာဟလာအများကြီးတက်ခဲ့တာပဲเนาะဟိုတိတာဆရာဇုံမင်းဆိုလဲအရန်ဝါဖြစ်တယ်ဟိုဆရာသိန်းထေးဆိုလဲဒါအရန်ပညာကြီးပြေးသွားတယ်เนาะဟို psychology နဲ့ပတ်သက်ရင်စင်ပြေတဲ့ဆရာဆရာမမဝါဒီနေ့တွေ့လာမသိဆရာမဝါဆိုလဲဒီလိုပဲ teacher Brani တို့ဘာတို့เนาะ teacher Brani တို့ teacher Sophia တို့ခုနဆရာမဟိုခဲကိုလာsorry ပါเนาะနာမည်တော့ကျွန်တော်ဒီချင်းငင်းလို့ဆိုလဲအရင် active ဖြစ်တယ်ဆရာမမြတ်နိုးလို့ဆိုလဲเนาะဒါဆိုကျွန်တော်တော့တရက်2နာရီလောက်ပဲပြောတာတော့ပါဆရာမတို့အရင် energetic ဖြစ်တယ်တွေ့တယ်ကျွန်တော်အရင်ဝမ်းသာတယ်ကျွန်တော်တို့ share ရတော့ပဲเนาะဘာမှဟိုဟာကျွန်တော်တို့တခြားဘာမှမျှော်လင့်ချက်တွေပါမရှိပါဘူးတိတလောက် share ပေးမယ်ပေါ့เนาะတကယ် teacher Grace ကတော့သူ့ page ကလူလည်းများတယ်ဆိုတော့လေနောက်ပိုင်းမှာသူတခြားအစီအစဉ်တွေရှိရင်လည်းပြောပါလိမ့်မယ်ပေါ့เนาะဒီအဲ့ဒီ teacher ရဲ့ page ပေါ့ကျွန်တော်ကတော့မနေ့တနေ့ကမှစဖွင့်တာဆိုကျွန်တော်ဘူးမှလည်းမသိဘူးကျွန်တော်ကဘူးမှမသိတာလည်းကောင်းပါတယ်ဘာဖြစ်လဲဆိုတော့ဆရာပဲအတူတူပေါ်တာဒေါက်တာအတူတူလည်းပေါ်ကိုပါအောင်မှာဆိုတော့ teacher မိုနာလားလက်ထောင်တာတွေ့လိုက်တယ်ဘာမြည်ချင်လို့လည်းမသိဘူးခင်ဗျ Hello ဆရာ teacher မိုနာ ဟုတ်ကဲ့ဆရာတခုလာမေးချင်လို့လေဆရာဒီနေ့ပြောထားတဲ့ theory 3ခုကလေဒီ teaching method 3ခုနဲ့များဆက်ဆက်နေလားဆရာဟိုအရင်ကကျမတို့ traditional PPP TTT ရယ် TBL ဆိုတဲ့ဒီ3ခုနဲ့များဆက်ဆက်နေလားမသိဘူးဆရာဟိုလေ ဟို TTT တို့ PPP တို့ကြတော့လေဟို single lesson plan နဲ့ပို့ပြီးတော့ဟိုတွားပြီးတက်ဆိုင်တယ်ပေါ့နော်ခုနဆရာမပြောတာလဲအမှန်တော့ဟို linear ပေါ့နော် logical ပေါ့သူနဲ့တခုချိတ်ပြီးတွားရမယ်ဟလာအဲ့ဒါတော့ဟိုသူ့ရဲ့သဘောတရားပေါ့ဘယ် lesson မှာပဲမဆိုသုံးလို့ရတယ်ပေါ့နော်ဆရာမပြောတာလည်းမှန်ပါတယ်ဒါကြဲမဟုတ်ရင်တော့သက်ဆိုင်မှုရှိတယ်เนาะဆက်ဆက်မှုရှိတယ်ခုနတီချာပြောတဲ့ဆရာမပြောတဲ့ငါမျိုးကြတော့ English ဟို single lesson မျိုးဒါမှမဟုတ်ရင် science lesson မျိုးမှာပို့ပြီးတော့အသုံးတဲ့တာပေါ့နော်ဒီ theory 3ခုကြတော့သူက there is no exact theory for making a planning for the linear lesson plan ပုံသေးဘယ်ဟာကအမှန်ဆုံးဘယ်ဟာအကောင်းဆုံးလဲဆိုတာမရှိပါဘူးဒါကတော့1999မှာ Charles ကတွေ့တဲ့ဟာတခုပြရတယ်ဟလားသူရှေ့က2ယောက်ကတွေ့တဲ့ဟာတခုပြရတယ်နောက်ဆုံး theory ကတော့လူနာမည်မပါဘူးပေါ့နော်ဒါကတော့ပညာရေးမှာဆက်ပြီးတော့သုံးနေတဲ့ theory ပေါ့နော်
sorry ပါဆရာမတို့ကျွန်တော်စာနည်းနည်းလေးလေးဝိုင်းလေခွင့်လုပ်ပေးပါနော်activity တွေပို့ထည့်ချင်တာပါဗျာဟို teacher grace တင်တာကိုကြည့်ပြီးတော့ကျွန်တော်ပို့ပြီးတော့ထည့်ချင်တာဒါပေမဲ့ဟိုကျွန်တော်တွတ်တွေ့တာလည်းနည်းနည်းဟိုဟာတွေဖြစ်နေလို့လေးတာတွေဖြစ်နေလို့နည်းနည်းတော့ပေါ့အောင်တော့လေ short ထားပေးပါတယ်နော်